Namo Tassa Bhagavato Arahato Sama Sambuddhassa. Namo Tassa Bhagavato Arahato Sama Sambuddhassa. Namo Tassa Bhagavato Arahato Sama Sambuddhassa. တခါရတော့တကမားတို့အားလုံးမင်္ဂလာပါမင်္ဂလာပါဆရာလေးဖေ ကဲဆရာလေးတို့ဒီကနေ့အာခယာဒဒီကနေ့ကျတော့ main အဓိကအပိုင်းကိုရောက်လာပြီပေါ့နော်ပြီးခဲ့တဲ့ရက်တွေတော့အာခယာဒမှာတည်တင်တည်ထိုက်တဲ့ဟာလေးတွေဆရာလေးတို့ဒါပြောရုံပဲပေါ့နော်အဲ့ဒီကမှနည်းနည်းလေးထူးခြားတာလေးတွေတော့လည်းမှတ်ပေးထားခဲ့ပေါ့နော်ဒါပေမဲ့ဒီကနေ့ကဟာတွေကတော့အရေးကြီးသွားပြီအရေးကြီးသွားပြီဆိုတာကဒီကနေ့ကကျတော့ main theme ကိုရောက်လာပြီပေါ့နော်သူကဘာလဲဆိုတော့ဆရာလေးတို့ဒီအခါဒမှာတကိုင်းတို့တကမာတို့conjugation တွေပါလာတော့မယ်အဲ့ဒီ conjugation တွေကဘာနဲ့လောက်ရမှာလဲဆိုရင်ဆရာတို့ဒီအခါဒမှာဆိုလို့ရှိရင် group ရှိခုရှိလိမ့်မယ်ဟိုတကိုင်းတို့တကမာကြီးတို့ဟိုဒီပါဠိမိတ် easy မှာသင်ခဲ့တာကတော့ group 7ပဲဖြစ်လိမ့်မယ်ဒီမှာတော့ group 8ခုဖြစ်လာလိမ့်မယ်အဲ့ဒီ group 8ခုဆိုတာကဘယ်ဟာလေးပူလာတာလဲပါဠိမိတ် easy နဲ့ဒီခုကိစ္စရဏနဲ့ဘယ်ဟာကမတူတာလဲအခုအဲ့ဒါလေးစာလို့လေ့လာကြည့်ကြမယ်အဲ့ဆိုတော့ဒီ A group 8ခုပေါ့နော်ဒီ group 8ခုမှာဆိုလို့ရင် group A group of surfaces ဆိုတာကသူကဒီ surface တွေ align ဒီ group တွေကလည်းနာမည်လေးတွေကဆိုကွဲသွားလိမ့်မယ်ပထမဆုံးဘူဝါဒီ group ပေါ့နော်ဘူဝါဒီ group မှာဆိုရင် surface ကအပဲအဲ့ဒီအကိုစာလို့ဒီနောက်မှာ grammar rule လေးပြောပေးထားတယ်ဂရမာရူလေးကတကယ်တော့ဒါအလွယ်မှတ်မိအောင်လို့မို့ဒီဘာဖြစ်လို့ဘူဝါဒီကရုလို့ခေါ်တာလဲဆိုရင်သူ့ရဲ့ဂရမာဒီကရူမှာကဘူဝါဒီဒေါအလို့ဘူဝါဒီဒေါလို့ပါတယ်ဘူဝါဒီဒေါဆိုတာဒါဘူဝါဒီကရုအဲဒါကြောင့်ဒီဂရမာဒီကရူအရာဟိုကဒီစတူတို့ traditional နီးမှာဆိုလို့ရှိရင်အဲ့ဒီကရုကဘူဝါဒီကရုပဲဘာလို့လဲဆိုတော့ဂရမာဒီကရူမှာကဘူဝါဒီဒေါလို့ပြောထားတဲ့ဘူဝါဒီဟုတ်ပြီနော်ဘူဝါဒီကရုပြီးရင်အပစ္စည်းလေးဘူဝါဒီဒေါဒီမှာဆိုလို့ရှိရင်တော့ဒီ traditional နီးမှာဒီ grammar တကယ်လို့ရတော့ဒါမှတ်မိလွယ်လောက်မယ်လို့ဇာနေထင်တဲ့ဘူဝါဒီတော့ဘာလို့လို့ဘူဝါဒီကလို့ခေါ်ရင်အဲ့ဘူဝါဒီတော့ဒီဘူဝါဒီတော့ဆိုတဲ့ grammar တကယ်လို့ဘူဝါဒီတော့လို့ပြောတဲ့တော့ဘူဝါဒီကလို့ပဲဟုတ်ပြီနော်နောက်တစ်ခုကကြတော့ root daddy group root daddy group ကကြတော့အပစ္စည်းပဲဒါပေမဲ့အဲ့ဒီအပစ္စည်းမှာရှေ့မှာနေခိတ်ကလေးပါမယ်အဲ့ဒါက root daddy group အဲ့ဆိုတော့ဘူဝါဒီ group နဲ့ root daddy group နဲ့နည်းနည်းလေး confuse ဖြစ်เสียရှိတယ်ဒါပေမဲ့ example တွေကြည့်လိုက်ရင်တော့လည်းဖြစ်เสียတော့မရှိတော့ဘူးရဲ့အဲ့ဆိုတော့တော့အပစ္စည်းပဲအပစ္စည်းဆိုတော့လည်းပဲဒီဘူဝါဒီမှာကြတော့တီးသန့်အပဲဒီရူရာဒီ group မှာကြတော့ရှေ့မှာနေရကလေးပါမယ်အဲ့ဒါကရူရာဒီ group ရူရာဒီ group ရဲ့ grammatical rule ကဘာလဲဆိုရင်ရူရာဒီတို့နေခေယိတပုပ္ပံကြအဲ့ဆိုတော့ဒီမှာဆိုလို့ရှိရင်ရူရာဒီတို့နေခေယိတပုပ္ပံကြဆိုပြီးရူရာဒီတို့လို့ပြောတဲ့အတွက်ဒီ group ကဘာလဲဆိုရင်ရူဒါဒီ group ပြီးလို့ရှိရင်နေခေယိတပုပ္ပံကြလို့ပြောတယ်ပုပ္ပဆိုတာရှစ်ဟုတ်တယ်နော်နေခေယိတပုပ္ပံကြလို့ပြောတဲ့အတွက်အဲ့ဒီပုပ္ပဆိုတဲ့နေရာမှာဒီအပစ္စည်းလေးရှေ့မှာနေခေအဲ့လိုပြောတော့လည်းအပစ္စည်းရှေ့မှာလို့ဇာတို့ဒီနေမှာတော့ပြောလို့မရဘူးပုပ္ပဆိုတဲ့နေရာမှာဇာတိအနောက်အဲ့ဒီသူကရမန်တကယ်ရူတာလို့ရင်ဇာတိရှင်းပြပေးမယ်ဒီမှာတော့ဒီလိုလေးပဲမှတ်ထားမယ်ဟုတ်ပြီနော်ကဲအဲ့ဆိုတော့နောက်တစ်ခုကဒီဝါဒီ group ဒီဝါဒီဆိုတော့သူ့ရဲ့ grammar rule ကဒီဝါဒီတော့ယောလို့ပြောတယ်ဒီဝါဒီတော့ယောလို့ပြောတယ်ဒီဝါဒီ group ရဲ့နောက်မှာဆိုရင်ယောရပစ္စည်းရဟုတ်ပြီနော်ဒီဝါဒီရပြင်စွာဒီဆိုတော့နုနာဥနာဆရာတို့ဒီ traditional နည်းမှာတော့နုနာဥနာလို့ပြောတယ်ဒီဆရာတို့ဒီပါဠိမဲ့ easy မှာတော့နောလို့လည်းပြောတခါကျရင်နောလို့လည်းသုံးတယ်ဟုတ်တယ်နော်နောလို့လည်းသုံးတယ်ဒီနောက်မှာရေးလိုက်မယ်အဲ့ဒီ no ကဘယ်ကနေလာလဲဆိုနုကနေလာတာပဲဘာလို့လဲဆိုတော့နုကနေအောကနေဥကနေအောပြောင်းလိုက်ရင်ဒါ no ဖြစ်သွားတာပဲလေဒါကြောင့်မလို့ပပူ no ဒီဟုတ်တယ်နော်ပပူ no ဒီဆိုတဲ့ပုံစံတချို့နေရာမှာ no အတိုင်းပဲရေးလိုက်တာလေးရှိတယ်ဒါပေမဲ့ဖုန်းဖုန်းတော့ဒကာတို့ကဘယ်လိုရှင်းပြကြလဲတော့မသိဘူးပေါ့နော်အဲ့နုနဲ့နုနဲ့လွယ်ယူလို့ရတယ် no လဲယူလို့ရတယ် no ယူရင်အဲ့ဒီနုကနေလာတာပဲအတူတူပဲအဲ့ဒါဆိုတော့ဒီစွာဒီဂရုမှာဆိုရင်တော့ဇာတ်တို့ traditional နည်းအရာတော့စွာဒီတို့နုနာဥနာကြလို့ပြောတဲ့အတွက်စွာတိကရုရဲ့နောက်မှာဆိုရင်နုပစ္စည်းနာပစ္စည်းဥနာပစ္စည်းဆိုတဲ့ပစ္စည်း၃မျိုးတက်မယ်ပေါ့နော်ပစ္စည်း၃မျိုးအသုံးပြုမယ်ပေါ့နောက်ကကိယာတိကရုကကြတော့ကိယာတိတို့နာဒါရှင်းတယ်နာပစ္စည်းကိယာတိကရုမှာဆိုရင်နာပစ္စည်းနောက်ဒီဥစ္စာလေးကတကယ်လို့ဒီမှာတို့ဒီအဝါမှာပါဠိမ easy မှာမပါတဲ့ဟာလေးပဲဒါလေးရလေ
ပါဠိမဲ့ easy မှာမပါတဲ့ဟာလေးဆိုတော့ပါဠိမဲ့ easy မှာဂါဒီကရုကိုမသုံးဘူးဟုတ်တယ်နော်ဂါဒီကရုကိုမသုံးဘူးဒီဂါဒီကရုကပါဠိမဲ့ easy မှာဆိုရင်ခိယာဒီကရုထဲပါသွားတာနောက်ကြ example စာလေးရှင်းပြပေးမယ်သူတို့နှစ်ခုကိုရှင်းပြီးတော့နေနော်ဒီဂါဒီကရုကအမှန်တကယ်ကိစ္စယနာမှာပဲပါတယ်ရူပသိတိမှာလည်းပဲဒီဂါဒီကရုကိုကိယာဒီထဲမှာထည့်ထားတာအဲ့ဒါနှစ်ခုထူးခြားချက်ပဲရူပသိတိကိုယ်တိုင်က7 group ပဲသုံးတယ်ကိယဒီဂါဒီကရုကိုဘယ်ထဲမှာတုံးဝင်လဲဆိုရင်ကိယာဒီထဲမှာကျွန်းဝင်သွားတယ်ဒါပေမဲ့ကိစ္ဆာယနာကတော့လုံးဝ8 group ပဲသူကじゃကိယာဒီနဲ့ဂါဒီကိုလုံးဝခွဲပြလိုက်တာအဲ့ကိစ္ဆာယနာနဲ့ရူပသိတိမှာသူတို့နှစ်ခုမတူညီချက်ဟုတ်ပြီနော်အဲ့ဆိုရူပသိတိက7 group ရှိတယ်ဘာဖြစ်လဲဆိုတော့ဒီဂါဒီကရုကကိယာဒီထဲမှာကျွန်းဝင်တယ်ဒါပေမဲ့ကိစ္ဆာယနာကကြတော့8 group အဲ့ဒါလေးတော့ခွဲမှတ်ထားမယ်ဇာတိဒီမှာတော့8 group ပဲခွဲပြ8 group ပဲပြောထားတယ်နော်ဒါပေမဲ့တခါတော့ဒီမှာတို့ဒီရူပသိတိက7 group ရှိတယ်ကိစ္ဆာယနာက8 group ရှိတယ်ဆိုတာလေးတော့ကိုယ့်အလိုအမှတ်သားလေးနဲ့အမှတ်ထားပေးပေါ့နော်အဲဒီရူပသိတိကကြတော့ဒီနေရာမှာမောရမတ်တန်နဲ့ဆိုတော့ပါဠိမ easy နဲ့တူတယ်လို့ပြောလို့ရတယ်အဲဆိုဂါဒီကရုဒီဂါဒီကရုကကြတော့ဘာပစ္စည်းတွေလဲဆိုရင်ပနာပပစ္စည်းနာပစ္စည်းဆိုပြီးတော့အဲ့ဒီဟာသုံးမယ်ဂါဒီတော့ပနာတဲ့ပနာလို့လည်းပြောလို့ရတယ်ဒါပေမဲ့ပနာပဲเนาะအဲဆိုဂါဒီကရုမှာဆိုလို့ရှိရင်ပပစ္စည်းနာပစ္စည်းဆိုတဲ့ဟာတွေတော့တက်လိမ့်မယ်အသုံးပြုလိမ့်မယ်နှစ်ခုပေါ့เนาะနောက်တဏှာတိကကြတော့တဏှာတိတော့ဩရိရာလို့ပြောတဲ့အတွက်တဏှာတိကရုမှာဆိုရင်ဩပစ္စည်းရိရပစ္စည်းသုံးမယ်ကျူရာဒီကရုမှာဆိုရင်ကျူရာဒီတော့နေနေရလို့ပြောတဲ့အတွက်ကျူရာဒီကရုမှာဆိုရင်နေနေရဆိုတဲ့ပစ္စည်းသုံးလိုက်မယ်ဒါပေမဲ့ပါဠိမဲ့ easy တို့အခုဒီနောက်ပိုင်းပါဠိ grammar တွေဆိုလို့ရှိရင်ဒီနလက်ထားကလေးကိုမထည့်ကြတော့ဗာလည်းပဲသုံးလဲအေရပဲသုံးတယ်အေရလို့ပြောလိုက်တာနဲ့နေနေရလို့ပြောလိုက်တာအတူတူပဲလို့တခါတော့ဒီမှာအဲ့လိုလေးမှတ်ပေးထားပါ traditional နည်းမှာတော့အဲ့နလက်ထားအောင်အများအားထည့်ပေးတယ်။ဘာဖြစ်လို့နလက်ထားအောင်ထည့်လဲဆိုတဲ့နောက်မှပြောပြပေးမယ်။ဟုတ်ပြီနော်။ဒီပါဠိမဲ့ easy နဲ့ဒီစတူတို့အခုနောက်ပိုင်းပါဠိ grammar တွေဆိုလို့ရှိရင်အေရလို့ပဲသုံးတယ်။အဲ့ဒီအေရကနေနေရနဲ့အတူတူဘာလို့လဲဆိုနအလေးကိုခြေထားလို့မို့ဒီနလက်ထားလေးအများအား elation လုပ်မှာပဲ။အဲ့ဒီဟာလေးစတယ်အဲ့ဒီအကြောင်းလေးသူဆိုင်ရကြရင်ပြောပြပေးမယ်။ဟုတ်ပြီနော်။အဲ့တော့ဒီဟာလေးဒီမှာတော့ဒီ8 group လေးကိုတခြားလေးမှတ်ပေးထားမယ်8 group ပေါ့ရူပသတိလို့ဆိုတော့7 group ပါဠိမဲ့ easy လို့ဆိုရင်7 group ပေါ့ဟုတ်ပြီနော်အဲ့လိုလေးမှတ်ပေးထားမယ်သူ grammatical rule လေးတွေရဲ့ name လေးတွေကဒီသူ့ရဲ့ grammar သူ့ရဲ့ဒီ group name နေနဲ့တူတူပဲဟုတ်ပြီနော်ကဲအဲ့ဆိုတော့ပထမဆုံးဘူဝါဒီကနဆိုဘူဝါဒီ group ပဲကနဆို group နော်ဘူဝါဒီ group ကိုသွားကြည့်မယ်ဘူဝါဒီကရုဆိုတော့ခုနကတော့ပြောတာဘူဝါဒီတော့အာဆိုတဲ့ဟာလေးပဲအတူတူပဲဟုတ်ပြီနော်အဲဆိုတော့ဒီ grammatical rule ရဲ့ definition ကလွယ်တယ်ဘူ HG1 မာတိတော့ဓာတုကနတော့အပကြေယဟောဒီကတ္တရိဒါလေးကတော့ဒါလေးကိုလည်း emphasize လေးလုပ်မယ်အဲဆိုတော့ဒီအပစ္စည်းကဘယ်အနက်လဲဘယ် sense လဲဆိုရင် active voiceအဲဆိုတော့ဒီ group တွေကအကုန်လုံးဒီပြောအခု8 group အကုန်လုံးကဘယ် voice လဲဆိုရင် active voice တွေပဲเนาะလုံးဝ passive voice မဟုတ်ဘူးเนาะအဲ့ဒါလေးတော့သေချာလေးမှတ်ပေးထားမယ်ဒီ8 group အကုန်လုံးက active voice မှာပဲအသုံးပြုမယ်အဲဆိုတော့အခုဒီ group တွေနဲ့ပြရမယ့် conjugation တွေအကုန်လုံးက active voice form တွေပဲဖြစ်လိမ့်မယ်ဟုတ်ပြီနော်အဲဆိုတော့ဘူ HG1 မာဒီတော့ဆိုတော့ဘူအစရှိတော့မြန်မာလိုဆိုဘူအစရှိတော့ဓာတ်တို့နောင်အပစ္စည်းသက်မဲ့ကတားနဲ့မှာပေါ့ဒါမြန်မာလိုပဲပေါ့နော်အဲဆိုတော့ဒီ translation လေးတွေ easy ဖြစ်တယ်ဆိုတော့စာလေးဒါ skip လုပ်ထားမယ်အမှန်တကယ်တော့ဒီ grammatical rule ကဘာပြောချင်တာလဲဆိုရင်ဘူဝါဒီ group မှာအပစ္စည်းသုံးပါလို့ပြောတာခုနဥစ္စာနဲ့စာလေးဒီဇာတ်ကွက်ထဲမှာ introduce လုပ်ပေးတာ ਨੇ အတူတူပဲရမယ်နော်အဲဆိုတော့ example တွေကကြတော့သူ့ဆိုင်ရာလေးစာလေးရှင်းပြပေးမယ်ဘဝတိ becomes ဟုတ်ပြီနော်ဒီမှာတော့ဘူအတိလို့ပဲစာလေးရေးပေးထားတယ်ပြီးမှစာလေးအဲ့ဒီဥစ္စာကိုရေးပေးမယ်ဟုတ်ပြီနော်ပဋ္ဌတိဆိုရင် recite ဒီနေရာမှာပဋ္ဌဒါလေးကတော့ဒါစာလေးဒီနေရာလေးကိုလုပ်ပေးထားတာဒါ traditional နည်းကိုသိအောင်လို့လေးနောက်ပိုင်းကျရင်စာလေးခုနကပြီးခဲ့တဲ့ရက်ကစာလေးပြောခဲ့သလိုစာလေးဒီ model method ကို follow လုပ်မယ်ဆိုတော့စာလေးပြောခဲ့တယ်ဟုတ်တယ်နော်traditional နည်းရစဉ်ပဋ္ဌနောက်မှာအပါတယ်ဟုတ်တယ်နော်နောက်ကအာကလေးပါပါတယ်အဲ့ဒီအာကလေးကိုဘာလို့မှလဲ Asian လောက်လိုက်တော့ပဋ္ဌဖြစ်သွားနိုင်မယ်ဒါက model method မှာသုံးတဲ့ပဋ္ဌဘယ်နော်ပဋ္ဌတိပကြတိအတူတူပဲ quotes ဂျယတိဟုတ်ပြီနော်ဒါလေးဒီ example လေးတွေတခါတော့ဒီမှာတော့ ne ရင်းနှီးပြီးသား example လေးတွေ
သူတို့ရဲ့ word formation လေးတွေကိုစာလေးနောက်ရှင်းပြန်ပေးမယ်အဲဆိုတော့ဒီအခုဒီကနေ့ကစပြီးတော့ဒီ gain တွေဒီဥစ္စာတွေလေ့လာပြီးဆိုတော့ grammatical rule တွေကတော့ဒကာကြီးတို့ဒကာမကြီးတို့ဒါ learn by heart ကျက်စရာမလိုဘူးเนาะဒီနေရာမှာတော့ဒီအရေးကြီးလာတဲ့အပိုင်းလေးကဘာလဲဆိုတော့ word formation သူတို့ရဲ့ word formation လေးတွေဒါလေးတွေကပါဠိမဲ့ easy မှာလဲဒကာတို့ဒကာမတို့လေ့လာခဲ့ပြီးစားအဲဆိုတော့ဟိုတီးတဲ့ဒါကြီးအခက်ခဲကြီးတို့မဖြစ်တော့ဘူးလို့စာလေးတင်တယ်ဘာလို့ပါဠိမဲ့ easy မှာဒါကြည်နေအောင်လေ့လာခဲ့ပြီးသားဆိုတော့လေအဲဆိုတော့ web formation တွေပါလာမယ်ဒီ web formation နဲ့စာအုပ်မှာပါလိမ့်မယ်နော်အဲဆိုတော့ဒါလေးတွေတော့တေချာလေးလေ့လာစေချင်တယ် web formation လေးတွေဟုတ်ပြီနော်ဒီ web formation လေးတွေဆိုတာလည်းပဲပါဠိမဲ့ easy နဲ့အတူတူပဲဆိုတော့မခက်တော့ပါဘူးအဲ့ဒီဥစ္စာပါမယ် web formation ပါမယ်အဲဆိုတော့အဲ့ဒါလေးတွေအခုလည်းတေချာလေ့လာမယ်နောက် conjugation တွေပါလာမယ် conjugation တွေကလည်းအခုကနေစပြီး conjugation တွေပါလာတော့မယ်ဟုတ်ပြီနော်အဲဆိုတော့ဒကာတို့ဒကာမတို့ဒီနေရာမှာဒီအခုကနေစပြီးတော့ဗာလေးတွေပို့ပြီးတော့လေ့လာရမလဲပို့ပြီးတော့အလေးထားပြီးတော့လေ့လာရမလဲဆိုရင် conjugation ရယ် word formation ရယ်ဟုတ်ပြီနော်ကဲအဲ့ဆိုတော့ဒါကဒီ grammatical rule ကပြောတာဘူဝါဒီ group မှာအပစ္စည်းကိုအသုံးပြုပါအပစ္စည်းတက်ပါလို့ပြောလိုက်တာဟုတ်ပြီနော်အပစ္စည်းကို apply လုပ်မယ်ပေါ့ကဲအဲ့ဆိုတော့ဒီဘူဝါဒီ group နဲ့ပတ်သက်ပြီးတော့နောက်ထပ်လေ့လာရမယ့် grammatical rule ကဒါကတော့ဒကာတို့ဓမ္မတို့လေ့လာခဲ့ပြီးသားဒါပေမဲ့ဆရာတို့ traditional နည်းအရာ grammatical rule လဲဆိုတာကိုဒါ compare လုပ်ရတာပေါ့ဟုတ်ပြီနော်အဲ့ဆိုဒီ grammatical rule ကဘာပြောလဲအင်ဂျီစုကြဒါဆိုလို့ရင်ဒကာတို့ကမရှင်းဘူးသိလားဒီဥစ္စာအင်ဂျီစုကြဘာပြောမှမသိဘူးအဲ့ဆိုတော့ဒီအင်ဂျီစုကြဆိုတဲ့ဥစ္စာကိုဆရာတို့ဒီမှာဘာပြောချင်တာလဲဆိုရင်အင်ဂျီစုကြပัจเจယေစုစပေစံဓာတုနံအဆံယောကနံအဆံယောကန္တာနံဝိဟောဒီဒါလည်းရှိတယ်မှတ်မနေနဲ့တော့ဟုတ်ပြီနော်အဲ့ဆိုဒီဥစ္စာဘာပြောချင်တာလဲဆိုတော့သူ့ရဲ့ရှေ့မှာသူက causative suffix တွေကိုပြောချင်တာ causative suffix တွေနှောင်းလဲလို့ရှိရင်ဟုတ်တယ်နော်ဒါလေးကတော့အားလုံးလေ့လာခဲ့ပြီးစား causative suffix တွေရှိခဲ့ရင်ဒါလေးကစာလေးဒီနေရာလေးမှာမှတ်ပေးတာနော် causative suffix တွေရှိခဲ့ရင် ee ကနေဗာပြောင်းတာလေ e ကနေ a ပြောင်းတယ်ဟုတ်တယ်နော်ဥကနေ sorry ဥကနေ o ပြောင်းတယ်ဟုတ်တယ်ဒါက causative suffix တွေဟုတ်တယ်နော် causative suffix ဆိုတာက a အရာဆိုတဲ့ causative suffix တွေကျူရာဒီကရုလိုပုံစံမျိုးပေါ့ကျူရာဒီကရုကလည်းစလေးတို့ဒီ traditional နည်းအရာဆိုရင်ကျူရာဒီလို့ပြောတော်လည်းပဲသူတို့ causative တွေမှာပါတယ်ဒါပေမဲ့ causative sense တော့မဟုတ်ဘူးအဲ့ဒီ causative အကြောင်းလေးစလေးပြောပြပေးမယ်နော်အဲဆိုထားပါတော့ a အရာတို့ rp တို့အာပေရတို့ဟုတ်ပြီနော်ဒီလိုပစ္စည်းတွေနောက်က causative ဆိုတဲ့ခါရိလဟုတ်ပြီနော် causative ပစ္စည်းတွေနှောင်းခဲ့ရင် ee ကနေ a ပြောင်းတယ်ဥကနေ o ပြောင်းတယ်လို့ဒီ grammatical တို့ကပြောသူ့ရဲ့ရှေ့က grammatical တို့ကပြောတာအဲဆိုတော့ဒီနေရာမှာအင်ကြီးစုကြဆိုတာကအဲ့ဒါကိုရည်ညွှန်းချင်တာအဲဆိုတော့အင်ကြီးစုကြဆိုတာကဒီ causative service တွေကတပတ်လွဲရင်လည်းပဲကျန်တဲ့ပစ္စည်းတွေနှောင်းခဲ့ရင်ပြောချင်တာ causative ပစ္စည်းတွေမှမဟုတ်ဘူးကျန်တဲ့ပစ္စည်းတွေနှောင်းခဲ့ရင်လည်းပဲ e ကနေ a ပြောင်းလို့ရတယ်ဥကနေ o ပြောင်းလို့ရတယ်ဆိုတဲ့အဓိပ္ပာယ်ကိုသူကပြောချင်တာအဲ့ဆိုတော့ကြတော့ causative မှာမဟုတ်ဘူးတခြား suffix တွေနှောင်းခဲ့ရင်လည်းပဲတခြား suffix တွေရှိခဲ့ရင်လည်းပဲ e ကနေ a ပြောင်းတယ်ဥကနေ o ပြောင်းတယ်ဆိုတဲ့အဓိပ္ပာယ်လေးကိုဒီအင်ဂျီစုကြဆိုတဲ့ grammatical တို့တွေကပြောပါတယ်အဲ့ဒါကြောင့်မို့လို့ဒီနေရာမှာဆိုလို့ရှိရင် causative မှာမဟုတ်ဘူးနောက်ကနေဗာပစ္စည်းတွေလည်းအပစ္စည်းတို့ဟုတ်ပြီနော်အပစ္စည်းနှောင်းခဲ့ရင်လည်းပဲဘာလို့မလဲဆိုရင် e ကနေ a ပြောင်းမယ်ဥကနေ o ပြောင်းမယ်ပေါ့အဲ့ဒီဟာလေးအဲ့လိုလေးမှတ်ပေးထားပါဟုတ်ပြီနော်အဲဆိုတော့ဒီ grammatical rule နဲ့ဆိုင်တာကတော့ causative မပါဘူးနော်ဒါကတော့ဒါ study general အနေနဲ့ပြောခဲ့တာနော်ဒီနေရာလေးနော် general လို့မှတ်ထားတာမယ် general rules လို့ပဲစာလေးအဲ့လိုမှတ်လိုက်မယ် general rules အဲ့လိုလေးပဲမှတ်လိုက်မယ်အဲ့ဆိုတော့ causative မှာမဟုတ်ဘူး causative အပြင်တခြား suffix တွေရှိခဲ့ရင်လည်းပဲ e ကနေ a ပြောင်းနိုင်တယ်ဥကနေ o ပြောင်းနိုင်တယ်ဒါလေးအဲ့လိုလေးမှတ်ပေးထားမယ်ရမယ်နော်ကဲအဲ့ဆိုတော့ဒီ j ရဒီဆိုတဲ့ပုံစံပေါ့ဒီ j ရဒီဆိုတဲ့ပုံစံမှာဆိုလို့ g ကနေ a j ပြောင်းသွားတယ်ဘာလို့ဆို e ကနေ a ပြောင်းသွားတယ်ဟုတ်တယ်နော်နောက်ကပစ္စည်းတိပဲအဲဆိုတော့ဒီ J ရဒီဆိုတဲ့ဥစ္စာ complete မဖြစ်သေးဘူးနော် complete ဖြစ်ဖို့ရာစာလေးနောက်လာလိမ့်မယ်တစင်ချင်းစာလေးတို့ traditional နည်းရတာတစင်ချင်းသွားတယ် grammatical rule တစ်ခုချင်း step by step အဲ့ဒီဟာလေးပေါ့နော်ဒီပါဠိမဲ့ easy မှာတော့
G ကနေ J ပြောင်းတယ် A ကနေအရာပြောင်းပြီးတော့ J ရဒီတခါတည်းတန်းဖြစ်သွားတယ်ဟုတ်ပြီနော်အဲ့ဒီပုံစံလေးဇာတိနောက်ကြပြောပါလိမ့်မယ်အခုကတော့ grammatical rule တွေကိုဇာတိတို့ဒီနေရာလေးမှာအရင်ဆုံးဒီ traditional နည်းအရာအရင်ဆုံးလေးလေ့လာကြည့်ကြရအောင်နော် G ကနေ J ပြောင်းသွားတယ်ဒါကဘာလဲဆို E ကနေ A ပြောင်းသွားတယ်ဟုတ်ပြီနော်ဟောဒီမှာဆိုရင်ဟူတဲ့လေရတယ်ဘူတဲ့လေရတယ်ဒီဥစ္စာလေးရလေထားလိုက်တော့နောက်မှာဇာတိရှင်းပြပေးမယ်ဟူတဲ့ကနေဥကနေအောပြောင်းသွားတယ်အဲဆိုတော့ဟောဒီပေါ့ဒီနေရာမှာတော့အက edition လုပ်မှာပဲဟုတ်ပြီနော်မပါလဲရတယ်အကိုဇာတိဖြုတ်တာထားလိုက်တော့မယ်နော်ဟောဒီဖြစ်သွားလိမ့်မယ်အဲ့ဒီဟောဒီကဘူတဲ့ကနေလာမယ်ဆိုရင်ဘူကနေဟူပြောင်းသွားမယ်ဘူကနေ sorry ဘူကနေဟူပြောင်းသွားမယ်ဟူကနေမှဗာပြောင်းမှာလေဟောပြောင်းမယ်ဟုတ်ပြီနော်ဟောပြောင်းမယ်တိအဲဆိုတော့ဒီဟောတိဆိုတဲ့ဟောဒီဘဝတိဟုတ်ပြီနော်ဟောဒီဘဝတိသူတို့နှုတ်ကအတူတူပဲအဲ့လိုပြောလို့ရတယ်ဒါပေမဲ့တချို့နေရာတွေမှာဟူတဲ့လို့ပြောတယ်ဟူတဲ့လို့ပြောရင်ကတော့ဒါဟူတဲ့လို့ပဲမှတ်လိုက်ဘူးနော်ဘူတဲ့လို့ပြောရင်လည်းဘူတဲ့လို့ပဲအတူတူပဲလို့ပဲမှတ်လိုက်ရင်ရတယ်ဟုတ်ပြီနော်ဟူနဲ့ဘူနဲ့အတူတူပဲဘယ်ဟာပဲဘလို့ပဲပြောအတူတူပဲရမယ်နော်အဲ့နောက်ကကြဘဝတိကကြတော့ဘူးပဲနော်သူကကြဟူယူလို့မရတော့သူဘူးပေါ့နော်ဘူးဒီမှာကျတော့ဘူးဥကိုအောပြုထားတယ်ဟုတ်ပြီနော်ဘဝတိဥကိုအောပြုထားတယ်ဒါ complete မဖြစ်သေးဘူးနော်နောက်တစ်ခုကကြတော့ကြက်ကန်နေနာနုပစ္စည်းစာပြီးဟောဒီတဲ့ဒါကခုနပြောချင်တာကဒီနေရာမှာအပစ္စည်းနဲ့မကဘူးဒီနုပစ္စည်းဆိုတာကစွာတိမှာပါတဲ့နုပစ္စည်းလေးဒီဟာလေးကိုပြောချင်တာဟုတ်ပြီနော်စွာတိကရုမှာပါတဲ့ဒီနုပစ္စည်းကလေးတစ်ခုတည်းပဲအဲ့စွာတိကရုမှာပါတဲ့နုပစ္စည်းကြောင့်မို့လဲပဲတဲ့နုပစ္စည်းကိုပေါ့နော်နုပစ္စည်းကိုဘာလို့မှလဲဆိုရင်နောပြုမှာပဲဟောတိပြုတယ်ပေါ့ဟောတိပြုတာပေါ့နုပစ္စည်းကြောင့်မို့လဲဟောတိပြုတယ်ပေါ့ကဲအဲဆိုတော့ဒီနေရာမှာဘာထပ်ထည့်မလဲဆိုရင်နုကလေးပါထပ်ထည့်လိုက်မယ်ဟုတ်ပြီနော်နုကလေးပါထပ်ထည့်လိုက်မယ်နုလို့ပြောရင်လည်းပဲအဲ့ဒီနုလို့ပြောတာတိုင်းနဲ့နောလို့ပြောတာတိုင်းနဲ့အတူတူပဲနော်ဘာလို့လဲတချို့နေရာတွေမှာနောလို့သုံးတယ်အဲ့နောဆိုတာကအဲ့နုကနေလာတာပဲဟုတ်ပြီနော်ကဲအဲ့ဆိုတော့ဒီဟာလေးကဘာပြောချင်တာလဲဆိုရင်ဒီစတရာအင်ကြီးစုကြမှာဒီကြတရာလေအဲ့ဒီကြတရာလေးကနုပစ္စည်းကြောင့်မို့လဲပဲဟောဒီပြုပါတဲ့ဒီနေရာမှာဟောဒီဆိုတာကစတဲ့ဟောဒီ function လို့ပြောတာဟောဒီဆိုတာဒါ increase ဖြစ်သွားတဲ့ပုံစံမျိုးပေါ့နော်အဲဆိုဟောဒီဘာဝယ်ဆိုတော့ကြတော့ तू ကသူ့ရဲ့ဒါ hold procedure ရဆို e ကနေ a o ကနေ o ဒါလေးကို hold လို့စာတို့ပါဠိမှာ hold လို့ပြောတယ်ဟုတ်ပြီနော် hold function လို့ပြောတယ်အဲ့ဒါလေးကိုလေဒါပေမဲ့ပါဠိမဲ့ easy မှာတော့စာတို့ဒီတိုင်းပဲပြောတယ်လို့ယူဆတယ် hold function လို့စာတို့ဘယ်လိုပြောမလဲဒီနေရာလေးကိုဒီဥစ္စာလေးဒီလိုလေးမှတ်ထားလိုက်မယ် hold function ပေါ့ hold procedure လို့ပြောလိုက်မယ်ဟုတ်ပြီနော် hold procedure က E ကနေ A ဥကနေ O ဒါက Body procedure ပဲဟုတ်ပြီနော်အဲဆိုတော့ Body procedure ပြောတဲ့နေရာမှာဆိုလို့ရှိရင်ဒီဥစ္စာနုပစ္စည်းကြောင့်မို့လဲပဲအဲဒီ Body procedure apply လုပ်လို့ရတယ်ပေါ့အဲ့ဒါဘာပြောချင်တာလဲဘယ်ပုံစံလေးမှာဆိုအဘိစုနောတိဆိုတဲ့ပုံစံဒီအဘိစုနောတိအဲ့ဆိုတော့အမှန်တကယ်ပြောချင်တာကနုပစ္စည်းကိုနောပြောင်းဆိုတာ ਨੇ ဒီဥစ္စာအတူတူပဲအဲ့ဒါကိုပြောချင်တာလေလား Body procedure ဆိုတာကလေဒီဥစ္စာဒီနေရာမှာဆိုလို့ရှိရင်ဒီဥစ္စာကဒီနုပစ္စည်းကိုဒီနေရာမထည့်တာပိုကောင်းမယ်သူတတိတန့်လာမှာဆိုတော့လေနော်ဒါအဲ့ဆိုတော့ဒီပုံစံကဘာပြောချင်တာလဲဆိုတော့နုပစ္စည်းအဘိစုနောတိဆိုတဲ့ပုံစံအဘိစုဟုတ်ပြီနော်အဘိ preface စုတက်နုပစ္စည်းပေါ့အဲ့ဒီနုပစ္စည်းကိုဘာလုပ်မှာလဲနောပြောင်းမယ်ဆိုတော့ပါဠိမေးစင်းနေတာတော့တူတာပဲအတူတူပဲဟုတ်တယ်နော်နုကနေနောပြောင်းတယ်ဆိုတာလေအဲ့ဆိုတော့နုက original surface နောကကြတော့ secondary surface လို့စာလို့ပြောလို့ရတယ်အဲ့ဒါဆိုနုကနေဥကနေအောပြောင်းတာလေဟုတ်တယ်မလားအဲ့ဆိုတော့အဘိစုနောတိဆိုတဲ့ပုံစံမှာစုနောတိနဲ့အတူတူပဲစုနောတိစုနာတိဟုတ်တယ်နော်တခါတို့တို့ဒီပါဠိမေးအစီမှာစုနာတိစုနောတိစုနာတိဒါ conjugation တွေလုပ်ခဲ့ပြီးစမ်းအဲ့ဆိုတော့အဘိပါတိဖြစ်စေမပါတိဖြစ်စေဒီနေရာမှာစုနောတိနဲ့အဘိစုနောတိကအတိတ်ပဲအတူတူပဲအဘိ preface ပါတာကဒီနေရာမှာသူက meaningless ပဲစကားလုံးအနေနဲ့ဒါသူတို့ရဲ့ဆွနုနလို့ပြောလို့ရတယ်အဘိစုနောတိဒါအတူတူပဲနော်အဘိပါတိဖြစ်စေမပါတိဖြစ်စေအနတ်ဒိဗ္ဗေအကုန်အတူတူပဲအဲဆိုတော့နှုတ်ပစ္စည်းကိုနောပြုလိုက်တာရမယ်နော်နှုတ်ပစ္စည်းကိုနောပြုလိုက်တော့ဘယ်လိုဖြစ်သွားလဲဆိုအဘိစုနောတိပေါ့ရမယ်နော်အဘိ preface စုနုကနေဘာပြောင်းပါလဲနောပြောင်းပြီးတော့အဘိစုနောတိလို့ဖြစ်လိမ့်မယ်ရမယ်နော်
အဲ့ဆိုတော့ဒကာတို့ဒကာမတို့ဒီပုံစံတွေဒီ word formation တွေကိုပြောတဲ့ခါကြလို့ရှိရင်ဒါပါဠိမဲ့ easy လို့ပါပဲ definition လေး meaning လေးပါထည့်ထည့်ပေးရမယ်နော်ကွန်းစားကွန်မန့်လေးနဲ့ meaning လေးပါထည့်ထည့်ပေးမယ် word formation လေးပြမယ် meaning လေးပါလည်းထည့်ထည့်ပေးမယ်ကဲအဲ့ဆိုတော့နောက် grammatical rule တစ်ခုကိုသွားကြည့်ကြမယ်နောက် grammatical rule တစ်ခုကじゃဘာပြောချင်တာလဲဆိုရင် all over sari တဲ့ all over sari စတိ grammatical rule တစ်ခုကြာတာအေရကိုအရင်ဆုံးလာရမှာမှန်တကယ်ကနေထားပါတော့သူကသူ့ကိုစင်တိုင်းသွားတာဆိုတော့လေဒါ all ပဲတင်သွားလိုက်မယ် all over sari တဲ့ဘာလို့လဲဆိုတော့ u ကနေ all ပြောင်းတာ e ကနေ a ပြောင်းတာ a ပြောင်းတာအရင်လာတာလေဟုတ်တော့မလားအဲ့ဆိုတော့ grammatical rule ကလည်း a ကိုအရင်လာမှာဒါပေမဲ့သူ့အစင်တိုင်းလေးပဲဒီမှာတော့ဆင်ပေးထားတယ်နော် all over sari ဆိုတာဘာပြောတာလဲဆိုတော့ဒါကဒီဥစ္စာကလေတန်ဒီဥစ္စာနဲ့လည်းသွားဆက်လို့ရတယ်ထားလိုက်တော့အဲ့ဒါမပြောတော့တန်ဒီနဲ့ရုပ်ခေါ်လည်းမပြောတော့ဘူးကဲအဲ့ဆိုတော့ all over sari ဆိုတဲ့ grammatical rule တွေကဘာပြောချင်တာလဲဆိုရင်ဒီနောက်ကဘာဝယ်နှောင်းခဲ့ရင် sari ဆိုတော့နောက်ကဘာဝယ်နှောင်းခဲ့ရင် all ကရစဓာတွန်တန်တက်ဆဒီနေရာမှာဓာတွန်တန်တက်ဆလို့ပြောတဲ့အတွက်ဒီနောင်းနေတန်ဒီတွေစကလုံးမဟုတ်တော့ဒီဥစ္စာလေးကလေဆက်လို့တော့ရတယ်နော်တန်ဒီနဲ့တန်ဒီဥစ္စာသွားလို့တော့ရဒါပေမဲ့ဒီနေရာမှာကျအဓိကကဘာလဲဆိုတော့ဒီ back found တွေတော့ကိုပြောချင်တာဘာလို့လဲဆိုတော့ဓာတွန်တက်ဆလို့ပါတယ်ဒီစကလုံးလေးကပါတယ်ဒီစကလုံးလေးပြောလိုက်တဲ့အတွက်အဲ့ဒါကဘာကိုပြောချင်တာဘာကိုပြောချင်တာလဲအဲ့ဒီ all ကဝုဒ္ဓိပြုထားတဲ့ all အဲ့ဒါကိုပြောချင်တာဟုတ်ပြီနော်ကဲအဲ့ဆိုတော့ all ကဓာတွန်တန်တက်ဆဆိုတော့ the ending vowel the ending letter လို့လည်းပြောလို့ရတယ်ဟုတ်ပြီနော် the ending vowel or the ending letter or ဒီမှာတော့ဇာတိကပို့ပြီးရှင်းတော့ clear ဖြစ်တာအောင် derivative of od လို့ဇာတိပြောထားတယ် od procedure ရဲ့ or ဟုတ်ပြီနော်ဒီ vowel ဒီသူ့ရဲ့ original မူလ or မဟုတ်ဘူးဇာတိတို့တန်ဒီ rule တွေကို apply လုပ်ခဲ့တော့က original or original vowel o ကိုအဝါပြုတာတို့ဝါပြုတာတို့ဟုတ်ပြီနော်အဲ့ဒါ original o ကိုအဝါပြုတာဝါပြုတာဒီမှာကျတော့ original o မဟုတ်ဘူးသူရဲ့မူလ o မဟုတ်ဘူး body procedure ကနေလာတဲ့ o ပြောချင်တာကတော့ဥကနေပြောင်းထားတဲ့ o အဲ့ဒီ o ကိုမှအဝါထပ်ပြုမှာရမယ်နော် or the root is alter to a what change to a what အတူတူပဲဟုတ်ပြီနော် alter to change to စာလေးတွေနေမှာ alter လို့ပြီးတော့သင်လာတယ်စာလေးတို့ဒီတန်ဒီ rule တွေဒီနာမ်ပိုင်းတွေသင်တော့စာလေး change နဲ့သုံးတယ်ဒါကဒကာတို့ဒကာမတို့ဒီဥစ္စာတွေစကားလုံးလေးအပြောင်းလေးပေါ့နော် change လို့လည်းပြောလို့ရတယ် alter လို့လည်းပြောလို့ရတယ် alter to a what အဲဆိုတော့ sorry all ကနေအဝပြောင်းမယ်ဘယ်လိုကနေအရင်လာမလဲဆိုရင်ဥကနေ all ပြောင်းမယ်အဲ့ဒီ all ကိုမှအဝထပ်ပြုမယ်ရမယ်နော်အဲဆိုတော့ဒါကပါဠိမဲ့ easy နဲ့ apply အတူတူပဲရမယ်နော်ကဲအဲဆိုတော့နောက်ကြဝတိဆိုတဲ့ပုံစံဒီကြဝတိပေါ့ကြဝတိဆိုတာစုတည်တယ်သိတယ်ဟုတ်ပြီနော်ကြဝတိ times အဲဆိုတော့ကြဝတိပုံစံမှာဆိုရင်ကျုသရုကျုကနေလာတယ်ကျုကနေဘာကြောင့်ဥကနေအောပြောင်းသွားမယ်ဂျောအောကနေဘာပြောင်းတပါထပ်ပြန်မလဲအဝထပ်ပြောင်းတော့ကြဝတိရမယ်နော်ကျုကနေကြောကနေကြဝတိပေါ့ကြဝတိပေါ့ရမယ်နော်ဒီကျုကလေးကလေဒီဆရာတို့တက္ကသမှာဆိုရင်တော့ကျယုဆိုတဲ့ဥစ္စာလေးကနေလာတယ်ကျယုဆိုတဲ့ဥစ္စာနေလာတယ်ကျယုကနေကျုကနေဒါဆရာတို့ပါဠိမှာတော့ကျုဆိုတဲ့ဥစ္စာလေးပဲလက်ခံတယ်လေဟုတ်တယ်နော်ပါဠိမှာက double consonant triple consonant ဖြစ်နေတာကိုလက်မခံဘူးအရှိစလုံးလေးမှာအရှိစလုံးလေးမှာအရှိစကားလုံးလေးမှာပါစကားလုံးတစ်လုံးတစ်ခုရဲ့တစ်ခုရဲ့ရှေ့ဆုံး letter က triple consonant double consonant ဖြစ်နေတာကိုပါဠိကလက်မခံတဲ့အတွက်ကျယူကနေကျူကနေကျူပြောင်းသွားတယ်ဟုတ်ပြီနော်ကျဝတိရမယ်နော်ဘဝတိဒီမှာလာမယ်ဒီဘဝတိခုနကတော့ကြတော့ဥကနေအောပြောင်းတဲ့ပုံစံလေးပဲစာလေးတို့ဒီမှာပြောခဲ့တယ်အောပြောင်းတဲ့ပုံစံလေးပဲပြောခဲ့တယ်နော်အဲဆိုတော့ဒီနေရာမှာကျတော့ complete ဖြစ်သွားတော့မယ်ဘူးရက်ကနေဥကနေအောပြောင်းမယ်အောကနေအဝါပြောင်းပြီးတော့ဘဝတိရမယ်နော်ဘဝတိဆိုတဲ့ပုံစံလေးရမယ်အဲဆိုတော့ all လို့ပြောတဲ့အတွက်ဒီပုံစံတော့ exception ပေါ့အဲ့ဒါထားလိုက်တော့မလို့အဲဆိုတော့ဒီ grammatical rule ကဘာပြောချင်တာလဲဆိုရင် all ကိုအဝါပြုတယ်အဲ့ဒီ all ဆိုတဲ့နေရာမှာဝုဒ္ဓိဥကနေ all ပြုထားတဲ့ all ကိုအဝါပြုမယ်ရမယ်နော်ဒီ verb form နေမှာပေါ့ဘဝတိကြဝတိဆိုတဲ့ပုံစံလေးရှင်ဒါတွေကတော့လေ့လာခဲ့ပြီးသားဆိုတော့ clear ဖြစ်လောက်ပါတယ်ဒါလေးတွေကနေနော်အဲဆိုတော့နောက်အယဒီ grammatical လို့ပြောကြည့်မယ်ဒါကကြတော့အယဆိုတာကကနေ ပြောင်းမယ်ဟုတ်တယ်နော်
အဲ့ဒီ A ကလေးကိုအရပြောင်းမှာဒီမှာလည်းပဲဒီ A ဆိုတာက original A မဟုတ်ဘူးသူရဲ့မူလတရ A မဟုတ်ဘူး audit procedure ကနေလာတဲ့ A ကနေအဲ့ဒီ A ကိုမှဘာလို့မှလဲအရပြောင်းမှာဒါကြောင့်မို့လို့သူကဓာတုံတန်တက်ဆဆိုတာအဲ့ဒါကိုပြောချင်တာအဲ့ဆိုတော့ဒီဥစ္စာကိုဆရာတို့တန်ဒီနဲ့ဆက်လို့ပြောတော့ထဲလို့ရတော့တယ်ပဲမဆက်ဘူးလို့ပြောလို့ရတယ်တန်ဒီရူးတွေတုန်းကကြတော့တန်ဒီရူးတွေတုန်းကကြတော့သူတို့ချင်းချက်တွေက E ကနေရပြောင်းနေဆိုတဲ့နေရာမှာသူတို့ကဘယ်လိုပြောလဲဆိုတော့ original EE တွေဟုတ်ပြီနော် original E ကိုအရာပြောင်းတာတွေဒီမှာကျတော့ original မဟုတ်ဘူး A ကိုမှဗာပြောင်းတာလဲအရာပြောင်းတယ်အဲဆိုတော့ဒါသူ့ရဲ့ definition ကလွဲပါတယ်ဟုတ်ပြီနော်နောက်ကဘာဝယ်နှောင်းခဲ့ရင်ဟောနေဘာဝယ် follows the ending ဟောဒီဘာဝယ် A or the root ဆိုတော့ the root တွေရဲ့ A လို့ပြောတော်လဲပဲအဲ့ဒီ A ကဟိုသူ့ရဲ့ direct A မဟုတ်ဘူးနော် body procedure နေလာတဲ့ A is changed into အရာပြောင်းသွားမယ်ဘယ်ပုံစံလဲဆိုရင်နေရတိအဲ့ဆိုတော့နေရတိဆိုတဲ့ပုံစံမှာနီကနေနေအေပြောင်းသွားမယ်အေကနေအရာပြောင်းတော့နေရတိပေါ့ဟုတ်ပြီနော်အဲ့ဆိုတော့ဒီပုံစံတွေမှာဆိုလို့ရှိရင်ဒီနေရတိအပြင်ဘာလဲရှိနိုင်လဲဆိုရင်နီကနေဘာပြောင်းမလဲဤကနေအေပြောင်းမယ်နေတိဆိုတဲ့ပုံစံလေးရှိလိမ့်မယ်ဟုတ်ပြီနော်အဲ့ဆိုတော့နေရတိနေတိအတူတူပဲနော်တခါတို့တော့မှတို့ဒီဥစ္စာလေးလေအဲ့ဆိုတော့ဒါတွေကဘာပြောချင်တာလဲဆိုရင် Holy procedure လုပ်တဲ့နေရာမှာ Holy procedure အတိုင်းပဲရက်ထားမယ်နောက်ကအဲ့ဒီ Holy procedure ရဲ့ဒီ final ပါဝဲ A ကလေးကိုအရာပြောင်းတာတို့ O ကိုအဝါပြောင်းတာတို့ဆက်မလုပ်ဘူးဆိုရင်သူနှစ်ဆင့် step နှစ်ခုရှိလိမ့်မယ် Holy procedure မှာနေရက်တဲ့တစ်ဆင့်အဲ့ဒီဟာကဒီပုံစံမျိုးပေါ့နေတိဆိုတဲ့ပုံစံမျိုးဒါပေမဲ့အဲ့ဒီ Holy procedure ရဲ့နောက်မှာအဲ့ဒီ A ကလေးကိုအရာထပ်ပြောင်းခဲ့မယ်ဆိုရင်နေယတိဆိုတဲ့ပုံစံထပ်ပြသွားလိမ့်မယ်နေတိနေယတိအတူတူပဲ least ဟုတ်ပြီနော်ဂျေယတိလည်းအတူတူပဲဂျေတိဂျေယတိအတူတူပဲအောင်မြင်တယ်ပေါ့နော်ဂျေယတိဆိုတဲ့ပုံစံမှာဂျီကနေဂျေပြောင်းမယ်ဂျေကနေ A ကိုအရာပြောင်းတော့ဂျေယတိဂျေယတိဆိုတဲ့ဥစ္စာမပြောင်းမဲနဲ့နောက်ကဘာပဲထားမလဲဆိုရင်ဂျီကိုဘာပြောင်းမလဲဂျေပြောင်းမယ်နောက်ကတိပဲဆိုရင်ဂျေတိရမယ်နော်အဲဆိုတော့ဂျေတိဂျေယတိနေတိနေယတိဒီလိုပုံစံမျိုးတွေကနှစ်ခုစီရှိလိမ့်မယ်အတူတူပဲရမယ်နော်စေတိစေယတိဟုတ်တယ်နော်စီတက်ကနေလာတယ်လေတခါတို့တော့ဒီပုံစံတွေတွေ့ခဲ့ပြီဦးစားပါစီလားစီဖြစ်မယ်စီဖြစ်မယ်တယ် sorry ဇာတိတစ်ချက်မေ့နေအဲ့ဒီဟာလေးပြန်ကြည့်ကြည့်မယ်နော်စီတက်နေရစီတက်နေရစီကနေစီပြောင်းမယ်အဲ့ဆိုလို့ရှိရင်စေတိဟုတ်ပြီနော်စေတိလို့ဖြစ်သွားမယ်အဲ့ဒါကိုမှစီကနေစီပေါ့နော်စီကနေစီကနေစေရပြောင်းမယ်ပြီးရင်အရာပြောင်းတဲ့နေရာမှာကြတော့ဒီ surface ကထည့်ကိုထည့်ရမှာနော်မထည့်လို့မရဘူး GD ဂျင်းရတယ်တော့မထည့်လိုက်ရတယ်ထည့်လိုက်ရထည့်ရင်လည်း elation လုပ်လိုက်မထည့်ဘူးဆိုရင်လည်း elation လုပ်စရာမလိုဘူးအဲဆိုတော့ CD စေရတိရမယ်နော်ဒီပုံစံမျိုးတွေဒါနှစ်ခုရှိတဲ့ပုံစံမျိုးတွေ body procedure နဲ့နေပြီးတဲ့ပုံစံတွေလည်းရှိသလို body procedure မှာထပ်ပြီးတော့ extension ထပ်ပြီးတော့ A ကိုအရာပြောင်းလိုက်တာ O ကိုအဝါပြောင်းလိုက်တဲ့ပုံစံမျိုးတွေဖြစ်သွားလို့ရှိရင်ခုနကပြောတဲ့ J ရဒီနေရဒီစေရဒီဆိုတဲ့ပုံစံမျိုးတွေထပ်ဖြစ်လာလိမ့်မယ်ရမယ်နော်အဲဆိုတော့ဒါတွေကဒီပုံစံတွေကတကယ်တို့မတို့ဒါပါဠိမ easy မှာလေ့လာခဲ့ပြီးသားပုံစံတွေပေါ့နော်ဒါပေမဲ့ဒီပုံစံတွေဇာလေးလည်းမေးမှာနော်ထပ်ပြီးတော့စာဝဲမှာပါမှာနော်အခုလည်းပြောပြီးသွားပြီနော်အဲဆိုတော့ဒီပုံစံလေးတွေဒါဒီ web formation လေးတွေတော့တေချာလေးလုပ်ပေးထားပါမခက်ပါဘူးပါဠိမ easy နဲ့ရှင်းတွဲလုပ်လိုက်ရင်ကိုရပါပြီနော်ကဲအဲ့ဆိုတော့နောက် grammatical rule ကဘာပြောချင်တာလဲဆိုရင်အကရောဒီကန်ဟိမိစုဒီ grammatical rule ကဘာပြောချင်တာလဲဆိုရင်ဟိဆိုတာက objective ရဲ့ဟိဟုတ်ပြီနော်မိဆိုတာကနှစ်ခုလုံးနဲ့ဆိုင်တယ် present imperative မေစုဆိုတာကတနည်းအားဒါမကိုပြောတာအဲ့ဆိုတော့ဟိဝိဘတ်တို့ဟုတ်ပြီနော်အကနေပြောင်းမယ်ဘယ်ဘာပဲ termination တွေနှောင်းရင်လဲဆိုရင်ဟိရယ်မိရယ်မရယ်ဒီ grammar ဒီဘာပဲ termination တွေနှောင်းခဲ့ရင်ကနေဘာပြောင်းမှာလဲပြောင်းမယ်ဟုတ်ပြီနော်ဆိုတော့ဒါလေးက base လို့ပြောလို့ရတယ်
base မှာဆိုလို့ရှိရင် final ဘာဝင်အာကလေးကဘာပြောင်းမှာလဲအာပြောင်းမှာဟုတ်တယ်နော်အဲဆိုတော့ဒီဥစ္စာလေးကအမှန်တကယ်ကလေမိနဲ့မနဲ့ပြောတော်လဲပဲဘာပဲ termination beginning with မအဲ့လိုလေးမှတ်ပေးထားမယ်ဘာပဲ termination beginning with beginning with မ letter ဟုတ်ပြီနော်အဲ့ဆိုတော့မိမနဲ့မကဘူးအဲ့ဒီဆရာတို့ဒီဘာပဲ termination တွေကိုပြောတဲ့အချိန်အဲ့ဒီရှေ့ကိုဆက်အဲ့ဒီရှေ့ကိုပြန်သွားကြည့်လိုက်မယ်နော်ဘာပဲ termination တွေမှာအဲ့ဒီမနဲ့စတဲ့စကားလုံးလေးတွေဆိုဘာပဲ termination တွေဒီမှာဆိုရင်မိမဟုတ်တယ်နော်ဒါဆိုရင်မှေဆိုရင်မနဲ့စတယ်ဟုတ်တယ်နော်ပြီးရင်အနောက်ကဘာလဲလဲမနဲ့စတဲ့ဟာလေးတွေဒီမှာဆိုရင်တိတ်မှာဆိုရင်မနဲ့စတယ်ဟုတ်တယ်နော်ဒီမှာဆိုရင်မှေဆိုရင်လည်းမနဲ့စားတယ်အဲမှတ်စေဆိုရင်လည်းမနဲ့စားတယ်မှားဆိုရင်လည်းမနဲ့စားတယ်ဟုတ်ပြီနော်ဒီမှာဆိုရင်လည်းမှားဆိုရင်လည်းမနဲ့စားတယ်ဒီမှာမှေအဲ့ဒီမနဲ့စားတဲ့ဒီဘာပဲ termination တွေပါခဲ့လို့ရှိရင်အဲ့ဒီအကနေအာပြောင်းမှာရှော့ပါဝဲကနေလောင်းပါဝဲပြောင်းမှာအဲ့လိုလေးမှတ်ထားနိုင်ရပြီနော်ရှော့ပါဝဲကနေပါပြောင်းမှာလေလောင်းပါဝဲပြောင်းလိုက်မယ်အဲကြောင့်မလို့ဒီနေရာမှာဇာလေးကအခုဒီပုံစံလေးမှာဆိုရင်ဒီ grammatical rule မှာဆိုရင်သူကတော့မိမေစုဒါကတော့ grammatical rule ကပြောတာမိမေစုမိဝိပဲမောက်ဝိပဲလို့ပြောတော်လဲပဲအဲ့ဒီမိမဆိုတဲ့ဝိပဲနှလုံးနဲ့မကဘူးမလက်ထာနဲ့စတဲ့ဘာပဲ termination တွေယူမယ်ဟုတ်ပြီနော်အဲ့လိုလေးမှတ်ထားမယ်အဲ့ဆိုတော့အဲ့ဒီဟိရဲ့မိတို့မတို့အဲ့ဒီမနဲ့စတဲ့ဘာပဲ termination တွေနှောင်းခဲ့ရင်အကနေအာပြောင်းမယ်ဟုတ်ကဲ့နော်အဲဆိုတော့ဘယ်ပုံစံနဲ့ဖြစ်မလဲဆိုတော့ဂချာဟိတို့ဂချာမိတို့ဂချာမတို့တဲ့နော်ပြီးလို့ရှင်ပါလေတိဋ္ဌာမိတို့တိဋ္ဌာမတို့တိဋ္ဌမိတိဋ္ဌမမရှိရအောင်နော်လောင်းပါဝင်နဲ့ဖြစ်ရမှာအဲ့ဒီမိတွေမတွေပါခဲ့လို့ရှင်လေဆရာမိဆရာမဆရာမိဆရာမမဟုတ်ဘူးနော်ဆရာမိဆရာမပြီးလို့ရှင်ပါလေအဲအဲဂျေယာမိဂျေယာမဟုတ်ပြီနော်နေယာမိနေယာမအဲ့လိုပုံစံမျိုးလေးရှိရမယ်မိနဲ့မနဲ့အဲ့လိုပုံစံမျိုးတွေပါခဲ့ရင်ဟုတ်ပြီနော်ကဲအဲ့ဆိုတော့ဒါကဒီပုံစံလေးတွေရှင်းတယ်ဂချာဟိဂချာဟိဆိုတဲ့နေရာမှာဂန်ကိုဂချပြောင်းတာနောက်လာလိမ့်မယ်တွေ့လိမ့်မယ်နော်ဒီမှာတော့ဂန်လို့ပဲမှတ်ထားပေးခဲ့မယ်အာကနေအာပြောင်းသွားတယ်ဒါကြောင့်မလို့ဂချာဟိပေါ့ပြန်မယ်နော်ဂချာမေဒီမှာကြောင့်မေဒါကြောင့်အဲ့ဒါကိုပြောတယ်မေဆိုတဲ့နေရာမှာဒီနေရာမှာမိဝိပဲမာဝိပဲမဟုတ်ဘူးလေမေပဲမေဆိုတော့လည်းမလက်ထားနဲ့စတဲ့အတွက်ဇာတ်တို့အကိုအာပြောင်းပြီးတော့ဂချာမေလို့ရှိရတာရမယ်နော်ဂချာမိဂချာမဂချာမေအကုန်အတူတူပဲမိမမေဆိုတဲ့ဘာပဲ termination တွေနှောင်းတဲ့နေရာမှာအကိုအာပြောင်းတယ်အဲဆိုတော့မတို့တို့ဒီနေရာလေးမှာပဲတခါတည်းပဲဇာတိလုတ်ပြီးထားခဲ့တယ်မယ်ဂန်ကိုဘာပြောင်းတာလဲဂတ်ချပြောင်းတာလာလိမ့်မယ်နော်ဂန်ကိုဂတ်ချပြောင်းတဲ့ grammatical rule ကလေနောက်မှတွေ့လိမ့်မယ်ကဲအဲ့ဆိုတော့နောက် grammatical rule ကဘာပြောချင်တာလဲဆိုရင်မိကာရခံနေနော်ဟိဝိပက်ဒီအကာရောကြွကြည်နာဒီကမှာပိတ်ချက်တည်းတဲ့ဒီဟာလေးကဘာပြောချင်တာလဲဆိုရင်တခါတို့ဒီမိုက်တို့ဒီပါဠိပိတ် easy မှာလေဟိtermination နှောင်းခဲ့ရင်ဟုတ်တယ်နော်ဟိ termination ပါခဲ့ရင်အဲ့ဒီဟာလေးကတခါတလေမှမပြောင်းဘူးဒီအာကလေးကိုအာမပြောင်းဘူးဒီဟာလေးကချွင်းချက်ကလေးပဲဒါပေမဲ့မလက်ထာနဲ့စတဲ့ဘာပဲ termination တွေပါခဲ့ရင်အာကနေအာပြောင်းအောင်မှာနော်အာကနေအာပြောင်းမယ်ဒါပေမဲ့ဟိကြရင်တော့သူကတခါတလေပြောင်းလောင်းပါဝင်နေရှိမယ်တခါတလေရှော့နေရှိမယ်တခါတလေဟိကိုခြေထားတာလည်းတွေ့လိမ့်မယ်အဲ့ဒါလာလိမ့်မယ်ဟိကိုခြေထားတဲ့ဥစ္စာဟုတ်ပြီနော်အဲ့ဆိုတော့ဒီမှာကျတော့ get ချာဟိလောင်းပါဝင်နေရှိတယ်ဒီမှာကျတော့ get ချာဟိရှော့ပါဝင်နေရှိတယ်ဟုတ်ပြီနော်ဒါကကျတော့ imperative mood မှာဇာလေးတခြားလေးရှင်းပြပေးမယ်ထပ်ပြီးတော့ဒီမှာတော့ဆိုင်နာကအဓိကဘာနဲ့ဆိုင်တာမိမဆိုတော့ present မှာမိမပါတာလေဟုတ်တယ်မလားအားကြောင့်မဒီနေရာမှာသိစေချင်တာကဒီမ letter နဲ့စတဲ့ဘာပဲ termination တွေဆိုလို့ရှိရင်အကနေအာပြောင်းတယ်ဆိုတဲ့ grammatical rule လေးအဲ့ဒါလေးကတော့ဒါပါဠိမ easy မှာလည်းလုပ်သိခဲ့ပြီးစားဆိုတော့ဒီမှာတော့ compare လုပ်လိုက်ပေါ့နော်ကဲအဲ့ဆိုတော့နောက် grammatical rule ကဘာပြောချင်တာလဲဆိုရင်စတဲ့ grammatical rule ကိုအရင်ရှင်းပြနော်နောက်မှ conjugation ရှင်းပြပေးမယ်
နောက် grammatical rule ကဘာပြောချင်တာလဲဆိုရင်လောပံကျက်တမကာရောတဲ့ဒီ grammatical rule လေးလောပံကျက်တမကာရောဒီ grammatical rule ရဲ့ function နှစ်ခုရှိတယ်လောပဆိုတဲ့ function လောပံကျဆိုတော့လောပဆိုတော့ elation လုပ်တာအပစ္စည်းလေးကို elation လုပ်မှာဟုတ်ပြီနော်အကို elation လုပ်မယ်ဟုတ်ပြီနော်အကို elation လုပ်မယ်နောက် it done အကာရောတဲ့အဲ့ဆိုတော့ဒီအကာရောလောဘံအပစ္စည်းလေးကို elation လုပ်တာက function တစ်ခု it done ဆိုတာကဘာပြောချင်တာလဲဆိုရင်အဲ့ဒီအပစ္စည်းလေးကိုအ surface ကလေးကို a ပြောင်းမယ်ဒီ grammatical rule လေးက function တစ်ခုနော်လောပံကျတ္တမကာရောလောပံจิตတလောပံကြဣတံအကာရောဖတ်ရတာတော့နည်းနည်းထောက်လိုက်မယ်ဖတ်ရမလို့ဆိုတော့ကြက်စရာမလို့ဆိုတော့မှတ်ယုံမှမှတ်ပေးပါဒါပေမဲ့ဖတ်တတ်အောင်တော့လုပ်ပေးထားကြတော့ကြလေ traditional နီးတော့သင်တယ် grammatical rule တွေမဖတ်တတ်ဘူးဆိုတော့လည်းအဆင်မပြေသေးဘူးလေနော်အဲဒါဆိုတော့ဖတ်တတ်အောင်တော့လုပ်ပေးပေါ့နော်လောပံကျက်တအမကတော့ဟုတ်ပြီနော်အဲ့လိုလေးဖတ်မယ်အကို elation လုပ်မယ်တခါတလေ elation လုပ်မယ်တခါတလေအကို a ပြောင်းမယ်ဘယ်ပုံစံတွေဖြစ်လာမလဲဆိုရင်ဒီပုံစံမှာဆိုဝတ်ကြည်မိတို့ဝဒီမိဒီပုံစံတွေမှာဆိုဝတ်ကြည်မိဝဒီမိဒါအကို a ပြောင်းထားတဲ့ပုံစံတွေဟုတ်ပြီနော်ဝကြကလည်း speak ပဲဝဒကလည်း speak ပဲဘယ်တက်ကနေလာတာလဲဝဒတက်ကနေလာတာအဲ့ဒီဝဒတက်ကိုဝကြပြောင်းတဲ့နေရာမှာဆိုရင်ဝကြည်မိလို့ရှိမယ်အဲ့ဒီဝဒတက်ကိုဝကြပြောင်းတာစလေးနောက်ကျတွေ့ပြီးလာလိမ့်မယ်ဟုတ်ပြီနော်ဝဒတက်ကနေဝကြပြောင်းလို့ရှိရင်ဝကြည်မိဝဒတက်ကိုဒီတိုင်းပဲထားရင်ဝဒီမိအဲ့ဒီမှာ A ကလေးကဘယ်ကနေလာတာလဲအကို A ပြုတ်ထားတာဒီမှာရမယ်နော်ပြီးဝက်ဂျာမိဒီဝက်ဂျာမိကကြတော့အကိုအာပြောင်းထားတာဘာဖြစ်လို့လဲဆိုရင်မဆိုတဲ့ဒီမဆိုတဲ့ဘာပဲ termination မလက်ထားနဲ့စတဲ့ဘာပဲ termination လေးဖြစ်တဲ့အတွက်အကိုအာပြောင်းလိုက်တော့ဝက်ဂျာမိလို့ဖြစ်သွားတယ်ဝဒာမိလို့ဖြစ်သွားတယ်ဟုတ်ပြီနော်ဒါကအကို A ပြောင်းတယ်အကိုအာပြောင်းတယ်အဲဆိုတော့အပစ္စည်းအ surface ကလေးကိုအာပြောင်းတယ်တခါတလေအ surface ကလေးကိုတခါတလေ A ပြောင်းတယ်ဒီဟာလေးကိုတော့ကျွန်တော်ဒီ rule လေးကိုတော့မှတ်ထားရမယ်အဲဆိုတော့အပစ္စည်းကို elation လုပ်တဲ့ပုံစံဒီမှာမပြအောင်ကိစ္စရဏဂရမှာမပြအောင်တော့အပစ္စည်းကို elation လုပ်တဲ့ပုံစံအဲ့ဒီအပစ္စည်းကို elation လုပ်တဲ့ပုံစံတွေကဘယ်ပုံစံတွေလဲဆိုရင်sorry အပစ္စည်းကို elation လုပ်တဲ့ပုံစံကဘယ်ပုံစံတွေလဲဆိုရင် who တက်ကို hall ပြောင်းတယ် hall အဲဆိုတော့အပစ္စည်းနော်ဆရာတို့ traditional နည်းမှာဆိုလို့ရှိရင်ဒီ conjugation တွေ word formation တွေပြောတဲ့အခါတိုင်းသူကဘူဝါဒီကရုလို့ပြောတဲ့အတွက်ဘူဝါဒီကရုမှအပစ္စည်းထည့်ရတယ်လေဟုတ်တယ်နော်ဆရာလေးဘူဝါဒီကရုမှအပစ္စည်းထည့်ရတယ်အေးအပစ္စည်းလေးကိုဒီနေရာမှာ elation လုပ်မှာအပစ္စည်းလေးကိုဘာလုပ်မှာလဲ elation လုပ်မှာနော်ဆိုတော့ဆရာလေးဒီနေရာမှာခြေတဲ့ဟာလေးမထည့်ပေးထားသေးဘူးထည့်လို့ဘယ်နေရာမှာသွားတော့ရမလဲမသိဘူးထားလိုက်တော့ဆိုတော့ဒီအပစ္စည်းလေးကိုဒီနေရာမှာ elation လုပ်မှာ elation လုပ်တော့ကြတော့ဘယ်လိုဖြစ်မလဲဆိုရင်40လို့ပဲဖြစ်သွားလိမ့်မယ်ဆိုတော့ဇာတ်တို့ပါဠိမဲ့ easy moral method မှာတော့အပစ္စည်းကိုဘာလို့မထည့်လဲဆိုရင် elation လုပ်ထားလို့မထည့်တာမထည့်ဘူးဆိုတော့ကြတော့ထည့်ထားရင်လေခြေမှာပဲလေခြေမဲ့လူတို့ဆိုတော့ဟိုအလုံးရှုပ်တတ်တာအောင်တခါတည်းမထည့်ထားလိုက်တော့တာအဲ့ဒါကဇာတ်တို့ပါဠိ moral method မှာအဲ့လိုပုံစံမျိုးနဲ့ပြောလိုက်တာဟုတ်ပြီနော်အဲ့ဒါဆိုတော့ traditional နည်းမှာဆိုရင်ကတော့ဟိုဘူဝါဒီဂရုဖြစ်တဲ့အတွက်ဘူဝါဒီဂရုမှန်သိအောင်အပစ္စည်းပါရတယ်ဟုတ်ပြီနော်အပစ္စည်းထည့်ရတယ်ထည့်တော့လဲပဲ example အရာပုံစံအရာမလိုအပ်ဘူးဆိုရင် elation လုပ်လိုက်ခြေပြစ်လိုက်ဟုတ်ပြီနော်အဲ့ဒီဥစ္စာတချို့နေရာတွေမှာတော့မခြေဘဲနဲ့ဘာလုပ်မလဲဆိုရင်အပစ္စည်းကို A ပြောင်းတယ်အပစ္စည်းကို R ပြောင်းတယ်အဲ့လိုပုံစံမျိုးအမှန်တကယ်တော့ဒီအပစ္စည်းကို A ပြောင်းတယ် R ပြောင်းတယ်ဆိုတဲ့နေရာမှာ base ကို A ပြောင်းတာ R ပြောင်းတာ ਨੇ အတူတူပဲနော်အဲ့ဆိုတော့ဒီပုံစံမှာဆိုလို့ရှိရင်ဆရာတို့ဒီ moral method နဲ့ရှင်းပြမယ်ဆိုလို့ရှိရင်ဝဒတက်ဟုတ်တယ်နော်ဝဒရဲ့နောက်မှာဆိုတော့ base ပြောင်းသွားမယ်ဝဒလို့ပြောင်းသွားမယ်ဟုတ်တယ်နော်ဝဒလို့ပြောင်းသွားမယ်အဲ့ဒီဝဒလို့ပြောင်းတဲ့နေရာမှာဝဒမိဆိုတော့ဝဒရဲ့ကို A ပြောင်းမယ်sorry R ပြောင်းမယ်R ပြောင်းလို့ကြတော့ဘယ်လိုဖြစ်သွားမလဲနောက်ကနေမိထည့်လိုက်တော့ဝဒမိဖြစ်သွားမယ်ရတယ်နော်အဲ့ဆိုတော့ဒကာတို့ဒကာမတို့ဒီ grammatical ကိုဟို traditional နည်းနဲ့ apply လုပ်တဲ့ဒီ word formation ကိုဖော်ပြတဲ့နေရာမှာနော်
ဒီ base လို့ပုံစံမျိုးနဲ့ဒီ modern method နဲ့ဖော်ပြလို့လည်းရတယ်စနစ်တို့ဒီ tradition နည်းနဲ့အတူတူပဲဒီနေရာမှာတော့ဘယ်လိုပဲပြောပြော traditional နည်းနဲ့ဒီနေရာမှာပါဠိမဲ့ easy နဲ့စနစ်တို့ဒါအတူတူလို့ယူဆတယ်အဲဒါကြောင့်မလို့ base ကိုပြောရင်လည်းပဲဒီလိုပုံစံမျိုးဖြစ်သွားမှာဆိုတော့အဲ့ဒီအကိုအာပြောင်းလိုက်တော့ဝဒါမိပဲအဲ့ဒီအဆိုတာကဘာလဲဆိုရင်a suffix ကလေးပဲအဲ့ဒီ a suffix ကလေးကိုလုံးလိုက်တာလေအာပြောင်းလိုက်တာပဲစနစ်တို့ traditional နည်းမှာတော့ base ကိုမသိတဲ့မပြောတာအဲ့ဒါလေးပဲပါဠိမဲ့ easy မှာတော့ root ကိုလည်းပြောတယ် base ကိုလည်းပြောတယ် base ကိုယူပြီးတော့ကျတော့နောက်က verb termination လေးကိုထည့်လိုက်တော့ကျတော့ conjugation လေး easy ဖြစ်conjugation လေးအဲ့လိုလေးပုံစံမျိုးလုပ်လို့ရတယ်အဲ့လိုမလုပ်ဘဲနဲ့ root ဘာပဲsurface ဟုတ်ပြီနော် root surface ဘာပဲ termination အဲ့ဒီပုံစံမျိုးနဲ့လည်းသွားတယ်အဲ့ဆိုတော့စတုတို့ဒီအာခယာန verb form တွေကိုပြောတဲ့အခါမှာ verb formation တွေကိုပြောတဲ့အခါမှာ root ဟုတ်ပြီနော် root suffix ပြီးရင်ဗာလဲ verb termination verb termination ဒီပုံစံနဲ့လည်းပဲတခါတို့ဓမ္မကြီးတို့ဒီ verb form တွေကိုရှင်းပြလို့ရတယ်ဟုတ်ပြီနော်နောက်တနည်းအားကြပါလဲဆိုရင် verb base verb base verb base ယူပြီးလို့ရင်တော့က verb termination နောက်က verb termination တွေပေါင်းပြီးတော့လည်းပဲပါယူလို့ရလဲ verb form တွေဖြစ်သွားမှာကဲအဲ့ဆိုတော့ဒီနှစ်နည်းတည်းရဲ့ကြိုက်တဲ့နည်းနဲ့ word formation ကိုပြောအဆင်ပြေတယ်ဘယ်လိုပဲပြောအကုန်အတူတူပဲရမယ်နော် root surface verb termination အဲ့ဒီပုံစံမျိုးနဲ့ word formation ပြောလဲရတယ်ဒါမှမဟုတ်ရင် verb base verb termination verb အဲ့ဒီဥစ္စာနဲ့ verb form ဖြစ်သွားတာအဲ့ဒီပုံစံမျိုးနဲ့လည်းရှင်းပြလို့ရတယ်အဲ့ဆိုတော့အခရာတ form မှာနှစ်မျိုးသုံးလို့ရတယ်နှစ်နည်းသုံးလို့ရတယ်ရမယ်နော်ကဲအဲ့ဆိုတော့ဒါကဒီ grammatical ဟုတ်ကဲ့ဝိကရဏပစ္စည်းဆိုအဲ့ဒါဘာကိုပြောချင်တာစာလေးဒီနေရာမှာတခါကြီးနောက်မှထည့်ပြောမယ်ဆိုပြီးတော့ခြံထားခဲ့တာနောက်မှပြောမယ်တခါကြီးအခုပြောတဲ့ဒီ group တွေက8 group ဆိုတဲ့ဒီ8 group ပေါ့နော်ဒီ8 group ကအမှန်တကယ်ဝိကရဏပစ္စည်းတွေပဲဟုတ်ပြီနော်ဒီနေရာမှာဝိကရဏပစ္စည်းစာလေးကဘာပြောလို့ introduce အရင်ဆုံးမလုပ်လဲဆိုရင်ပို့ပြီးတော့ဟိုရှုပ်ကုန်ဘယ်လိုပြောမှာတော့တခါတော့တင်မလို့အနေနဲ့ traditional နည်းကရှုပ်လိုက်တာဆိုတဲ့ခံစားချက်ဖြစ်မှာဆိုလို့စာလေးတတ်မှတ်ခြံထားခဲ့တာဒီဟာတွေပြီးတော့ကြာမှစာလေးပြောမယ်ဆိုပြီးတော့အဲ့လိုရည်ရွယ်ထားလို့တကားကြီးနော်စနေပြောပြပါဒါတွေပြီးလို့ရှင်လေနော်ခုနတော့ဟာလေဟိုဟန်တိတယ်အဲ့တိုင်းပဲပေါ့နော်အောက်ဖြုတ်လိုက်ဟုတ်တယ်တကားကြီးဟုတ်တယ်တကားကြီးမိနစ်တုန်းကကြာတော့စန်လေးကိုယ်တိုင်ဟိုနံပိုင်းနဲ့ဆိုင်တဲ့ဥစ္စာတွေနံပိုင်းမှာပဲပြောမယ်ဆိုပြီးတော့အဲ့လိုဖြုတ်ထားတဲ့ grammatical rule လေးတွေအဲ့ဒီစန်ဒီပိုင်းမှာမိနစ်တုန်းမပါတဲ့ဟာလေးတွေပါတယ်အဲဆိုတော့တကားတို့ဒီနေ့သင်တဲ့စန်ဒီ chapter ပေါ့နော်ဟို arrange လုပ်ထားတာလဲစန်ဒီမိနစ်တုန်းနဲ့မတူတဲ့အတွက်ထပ်ပြီးတော့လေ့လာခြင်းကြတယ်ဆိုရင်စန်ဒီပို့ပေးမယ်ဒီနေ့သင်တဲ့သန်ဒီ file ကိုလေဒီနေ့သင်တာကမိနစ်ကပုံစံတွေတော့အကုန်ဒီမှာတူတယ်ဒါပေမဲ့ arrange လုပ်ထားတဲ့ပုံစံမတူသလိုတချို့ grammatical rule တွေထပ်ပါလာတာလေးတွေရှိတယ်ထပ်လေ့လာခြင်းတယ်ဆိုတော့လေစလေးပို့ပေးမယ်ပေါ့နော်ရတယ်အဲ့ဒါတော့ကိစ္စမရှိဘူးဟုတ်တယ်လေဟိုဒီပြီးတော့ဟိုတက်ကြည့်တော့လေအချို့ဟာတွေကြတော့ဟာမကြောက်ဘူးကွာလားဟုတ်တယ်တခါကြီးမိနစ်တော့စလေးခြံထားခဲ့တဲ့ဟာလေးတွေကတခါတို့ဓမ္မတို့လည်းဟိုစန်ဒီဆိုစန်ဒီပဲပြောမယ်ဆိုတော့အဲ့လိုပုံစံမျိုးဖြစ်သွားလို့ဒါပေမဲ့ဒီနေ့ကတော့ဘူစုံစုံလင်းဖြစ်သွားတယ်စလေးမိနစ်ကခြံထားခဲ့တဲ့ဟာလေးတွေပြန်ပါလာတယ်ဘောနော်ပြန်လာပါလာတယ်ဆိုတာကနံပိုင်းမှာပြမယ်ဆိုပြီးတော့စလေးအဲ့လိုခြံထားခဲ့တာလေးတွေရှိတယ်ဒါပေမဲ့အခုကတော့အဲ့ဒီနံပိုင်းမှာပါတော်လဲပဲကိစ္စယနာအလိုပေါ့နော်ကိစ္စယနာအလိုနံပိုင်းမှာပါတော်လဲပဲအဲ့ဒီ grammatical rule ကတန်ကြီးနဲ့ဆိုင်တယ်တန်ကြီးနဲ့ဆိုင်တဲ့အတွက်ဆိုင်အခုဒီနှစ်မှာအဲ့ဒီဥစ္စာတွေတန်ကြီးပိုင်းမှာအကုန်ထုတ်လို့ပြီးအကုန်ပြလိုက်တယ်အဲ့လိုပုံစံဖြစ်သွားတာအဲ့ဆိုတော့ဒီနှစ်ဥစ္စာလေးတွေကနည်းနည်းလေးပေါ့နော် arrange လုပ်ထားလိုက်တယ်မနှစ်ကနဲ့မတူတော့ကြတော့ဟိုဒီနှစ်ကဥစ္စာကတစုတစည်းတဲ့ပူဖြစ်သွားသလားပေါ့နော်ဘာဝေဆိုရင်ဘာဝေကဏ္ဍပေါ့နော်ခွန်းစွန်းနာဆိုခွန်းစွန်းနာကဏ္ဍအဲ့လိုပဲပုံစံသွားမယ်လို့ဥစ္စာလေးယူဆထားတယ်အဲဆိုတော့လိုချင်တယ်ဆိုရင်စာလေးပို့ပေးပါမယ်နော်။ Okay ထားလိုက်တော့အဲဆိုဒီနေ့ကအခုဒီအခရာဒကအခုဒီ group တွေကဘာတွေလဲဆိုတော့နောက်မှအသေးချာအချင်းချုပ်ပြန်ပြောပြပေးမယ်နော်။အခုတော့ဒီကနေ့ကတော့ဘူဝါဒီ group ကိုစာလေးတို့လေ့လာကြတော့ဘူဝါဒီ group မှာဒီဘူဝါဒီ group နဲ့ဆိုင်တဲ့ဒီ a suffix ပေါ့နော်။ a suffix ကဘယ်လိုပြောင်းလဲသွားတာလဲပြီးလို့ရှိရင်အဲ့ဒီ vowel တွေ final ဒီ root တွေရဲ့ final vowel တွေက
body procedure ဘယ်လိုပြောင်းလဲသွားတာတွေဆိုတဲ့ဒီ grammatical rule တွေကိုဆရာတို့ဒီနေရာမှာဒီကနေ့လေ့လာကြတာဟုတ်ပြီနော်အဲ့ဆိုတော့ဒီနေရာမှာအချင်းချုပ်ကဘာလဲဆိုတော့သူဆိုင်ရာတွေတော့လာလိမ့်မယ်နော်တခါကြီးတို့ဒီပါဠိမိတ် easy မှာသင်ခဲ့တယ်လေထာဘီခန်းတိဋ္ဌဆိုတဲ့ပုံစံမျိုးတွေအဲ့ဒါတွေကလာလိမ့်မယ်အခုဒီနေရာမှာလိုရင်းအချင်းချုပ်ဒီဘူဝါဒီဂရုနဲ့ပတ်သက်လို့လိုရင်းအချင်းချုပ်ကဒီဟာပဲဒီအခုစာလေးပြမယ်ဒီဟာလေးပဲဟုတ်ပြီနော်ဒီ၃မျိုးလေးပဲဒီ၃မျိုးလေးတော့ဒီစာလေးမှတ်ထားမယ်စာလေးကြောင်လေးကြွဖန်းလာသူစောနေတယ်အဲ့ဒါဘူဝါဒီဂရုမှာဆိုလို့ရှိရင်အဓိကအကျဉ်းချုပ်လေ့လာရမယ်စီမင်းလေးอ่ะဒီ၃ခုလေးပဲဘာလေးလဲဆိုရင် body procedure ဒါလေးကပထမ body ဒါလေးကပထမဆုံးလေ့လာရမယ်ဟာပေါ့နော် body procedure ဟုတ်ပြီနော် body procedure ဆိုတော့ E ကနေ A ပြောင်းမယ် U ကနေ O ပြောင်းမယ်ဒါကပထမ body procedure ပြီးလို့ရှိရင် A ကိုအရပြောင်းမယ် O ကိုအဝပြောင်းမယ်ဒါကြောင့်မလို့အရနဲ့အဝပြောင်းတဲ့ဥစ္စာစတိကွန်းဆောင်ကြမယ်လေးလုပ်ပေးထားတာနော် body procedure ကဘာလေးပဲဆိုရင် E ကနေ A ပြောင်းတယ် U ကနေ O ပြောင်းတယ်ပြီးတော့ဂျာမ A ကိုအရထပ်ပြောင်းတယ် O ကိုအဝထပ်ပြောင်းတယ်ရမယ်နော်ဒါကပထမမှတ်ထားရမယ်ဒါ procedure ပဲပေါ့နော်sorry now မှတ်ထားရမယ့်ဟိုကဘာလဲဆိုရင် in the base ဒါစာတိပြောလိုက်တာ base လို့ပြောလိုက်တာခုနပြောတဲ့ဘာပဲ base အတူတူပဲနော် in the base လို့ပြောလိုက်တာကအဲ့ဒီ a surface ပဲနော်အတူတူပဲနော် in the base a become a become a ဆိုတာက a surface က a ပြောင်းသွားတာအဲ့ဒါနဲ့အတူတူပဲဘလို့ပြောအတူတူပဲ a ကနေ a ပြောင်းမယ်ဘာတွေနှောင်းခဲ့ရင်လဲဆိုရင်မိတို့မလက်တာနဲ့စခဲ့တဲ့ဘာပဲ termination တွေနှောင်းခဲ့ရင်ရဲ့ပြီးရင် he ကတော့ဒါ optative မှုသူနဲ့ဆိုင်ရာ optative မှုဆိုတော့ဒီဟာနဲ့တော့မဆိုင်တော့တဲ့လည်းပဲဒါဘူဝါဒီဂရုလို့ပြောလိုက်တဲ့အတွက်စာတို့ကဒီအခုစာတို့ကဘယ်လိုမှတ်ရမလဲဆိုရင်ဘူဝါဒီဂရုကဒီ8ဘာပဲ termination တွေအကုန်အသက်ဆိုင်နေနော်ဝီဘက်ရှစ်သွဲစာတို့ပထမဆုံးလေ့လာခဲ့တဲ့ဝီဘက်ရှစ်သွဲနဲ့အကုန်သက်ဆိုင်နေနော်အဲ့ဒါဆိုတော့ကြတော့ present tense တင်မဟုတ်ဘူးနော်အဲ့ဒီကျန်တဲ့ tense တွေပါဒီဘူဝါဒီဂရုနဲ့စာတို့က conjugation လုပ်ရမှာအဲ့ဒါကြောင့်မို့ conjugation ကများလာလိမ့်မယ်နော်အဲ့ဒါဆိုတော့ကြတော့များမယ်ပေါ့နော်များတော့လည်းပဲစာတိထင်ပါတယ်ဒကာတို့ဒကာမတို့တို့ဒါတွေကအကုန်လေ့လာခင်ပြီးသားဆိုတော့လွဲမှာပါဟုတ်ပြီနော်ကဲအဲ့ဆိုတော့ဒီအခုဆိုလို့ရှိရင်မိမဟိဆိုတော့အကုန်ဒီဘာဒီဝိဘက်ရှစ်သွဲလုံးလည်းအကုန်သက်ဆိုင်သွားပြီအဲ့ဒါဆိုတော့အကဘာပြောင်းသွားမလဲအာပြောင်းသွားမယ်နောက် surface အကဘာပြောင်းမလဲ a surface အလို့ပြောတော့လည်းပဲဒါကလည်းပဲအတူတူပဲ in the base ပဲနော် in the base လို့ပြောလို့ရတယ် in the base ဒါမှမဟုတ်ရင် surface အတူတူပဲနော် in the base ဒါမှမဟုတ်ရင် surface ကဘာပြောင်းသွားမလဲ a ပြောင်းသွားမယ်တခါတလေကြရင်တော့လေ elation sometime it is elided တခါတလေကြရင်တော့လေခြေမယ်ပေါ့ဒါကလိုရင်းအချင်းချုပ်မှတ်ရမယ်စီမင်းလေးတွေဘူဝါဒီဂရုမှာလိုရင်းအချင်းချုပ်မှတ်ရမယ်စီမင်းလေးတွေဒီ၃မျိုးပဲရှိတယ်ဒီ၃မျိုးနဲ့တခါတို့တို့မှာတို့ conjugation လုပ်ရမယ် word formation တွေလုပ်ရမယ်အဲ့ဒါဆိုရင်လွယ်သွားလိမ့်မယ်ရမယ်နော်ကဲအဲ့ဆိုတော့ပထမဆုံး conjugation လေးကိုဒီနေရာဒီကနေ့လေ့လာကြည့်ကြမယ် conjugation ပေါ့နော် conjugation ကိုလေ့လာကြတော့မယ်ဘူဝါဒီဂရုရဲ့ conjugation ဘူဝါဒီဂရုရဲ့ conjugation ဆိုတော့ with the ဒီနေရာမှာ present tense ပဲရှိသေးတာเนาะစာတိပြောမဲ့ဒီကနေ့ပုံစံ present ပဲရှိသေးတယ်နောက်လာမဲ့ imperative တို့ operative တို့ဒါသူနောက်ရက်တွေじゃစာတို့ဆက်ပြီးလေ့လာကြည့်ကြမယ်ဟုတ်ပြီเนาะကဲအဲ့ဆိုတော့ပထမဆုံးဒီကနေ့ present tense ပေါ့เนาะ present tense မှာဆိုရင်ဒါကပါဠိမဲ့ easy မှာပြထားတဲ့ပုံစံနဲ့အတူတူပဲဘူတဲ့ကိုဦးကနေ o ပြောင်းမယ် o ကနေ o ဒါရှေ့မှာလည်းပြောခဲ့ပြီးသားဘဝတိဆိုတဲ့ဥစ္စာဒီပုံစံဘဝတိဆိုတဲ့ပုံစံကိုစာတို့ဒီ conjugation လုပ်မယ်ဆိုတော့ပါဠိမဲ့ easy မှာဒကာကြီးတို့ဒကာမကြီးတို့အရင်ဆုံးလေ့လာခဲ့ရတာက past group နဲ့လေ့လာခဲ့ရတာ present ဆိုတဲ့ past group နဲ့ conjugation လုပ်ခဲ့ရတာ second group နဲ့ conjugation ဒကာကြီးတို့ဒကာမကြီးတို့မလုပ်ခဲ့ရဘူးဟုတ်တယ်နော်ဒါလေးကဒီနေရာလေးမှာတော့ဒီပါဠိမဲ့ easy နဲ့ဇာတ်တို့ဒီ traditional နည်းနဲ့မတူတဲ့ဟာလေးပေါ့ဒါပေမဲ့လုံးဖူးမှာပါဒကာကြီးတို့တော့ငါတို့ပါဒီ first group ရော second group ရောအကုန်လုပ်ခဲ့ပြီးသားလို့ဇာလေးထင်တယ်ဒါလေ့လာခဲ့ပြီးသားလို့ဇာလေးထင်တယ်ခင်အဲ့ဆိုတော့traditional နည်းအရင်ကတော့conjugation ကိုပြောကြတဲ့အခါကြလို့ရှိရင် present tense နဲ့ conjugation လုပ်ခိုင်းလို့ရှိရင်တော့ဒီဘာပဲ termination တွေအကုန်လုံးနဲ့ first group ရော second group ရောအကုန်လုံးနဲ့ဘာပဲဒါဆိုတော့ conjugation လုပ်ပြရတယ်
အဲ့ဒါကဆရာတို့ traditional နီးမှာဒီ Parliament easy နဲ့မတူရ Parliament easy မှာတော့ first clue နဲ့ပဲမေးတယ်ဟုတ်တယ်နော်ဆရာတို့ traditional နီးမှာတော့ဒီ conjugation ကိုပြောပြီးဆိုရင် we ဘက်တသွဲလုံးနဲ့ conjugate လုပ်ပြရတယ်ဒါပေမဲ့တချို့တက်ညာတဲ့စာပုတ်စကဆရာတို့တွေနဲ့တွေ့ပြီဆိုရင်ကတော့သူတို့ကလည်းပဲ Parliament easy လိုပုံစံမျိုးပဲဒီပရဒဗရာနဲ့ first clue နဲ့ conjugate လုပ်ခိုင်းတာတွေရှိတယ် scan clue နဲ့ conjugate လုပ်ခိုင်းတဲ့ဆရာတို့တွေရှိတယ်ဒါကတော့ဒါပုတ်စကအခြေအနေပေါ်မူတည်တာပေါ့နော်နှစ်ခုလုံးတော့လုပ်တတ်ရမယ်သိထားရမယ်ကဲအဲ့ဆိုတော့ဒီဘူဒတ်ဘဝတိကိုစာတို့ conjugation လုပ်ကြတော့ first clue နဲ့ဆိုရင်ဘဝတိဘဝန္တိစာလေးကဒီသက်ပါစံနဲ့အရင်စလိုက်တာနော်ဒကာတို့ဒကာမတို့ကတော့ဒီ first person နဲ့အရင်စတာရင်းနှီးပြီးသားလေးဖြစ်နေမယ်အဲ့လိုပုံစံမျိုးဆိုရင်လည်းဒကာတို့တော့ကိုယ့်ဘာလို့ပဲပြောင်းပြန်လိုက်နော်စံတို့ကတော့ဒီသက်ပါစံလေးအရင်ဆုံးနှုတ်ကြိုးနေတော့ကြတော့လေဒါလေးကပို့ပြီး easy ဖြစ်တယ်လို့စံတို့ထင်လို့နော်ဘဝတိဘဝန္တိဘဝစီဘဝထဘဝမိဘဝမဒါက first group နဲ့ conjugate လုပ်တာ second group နဲ့ဆိုရင်ဘဝတိဘဝန္တိဘဝစီဘဝဝေဘဝေဘဝမိအဲ့လိုဖြစ်သွားနိုင်မယ်ဖတ်ရတာတော့မခက်လောက်ဘူးထင်တယ်ဒါကြတော့တယ်မှာနော် conjugation လေးတော့ဒါလေးတွေဒီပုံစံလေးတွေမေးမှာနော်ဆရာလေးကနော်အခုလည်းပြောထားပြီနော်မေးမှာနော်မေးမှာဆိုတော့ကြတော့ဒါလေးတွေတော့တခြားလေးလေးလာပေးထားပါဟုတ်ပြီနော်ကဲအဲ့ဆိုတော့ဒါကဘဝတိရဲ့ conjugation ပုံစံ present tense ဆိုတဲ့နေရာမှာ first group second group နောက် we verb 12လုံးဟုတ်တယ်နော် we verb 12လုံး first group မှာဆိုရင်6လုံး second group မှာဆိုရင်လည်းပဲ6လုံးဆိုတော့12လုံးဒါဘာပဲ termination 12လုံးအကုန်လုံးနဲ့စာတို့ဒါ conjugation လောက်တာတခါတို့ဒီမှာတို့က first group နဲ့ရင်းနှီးပြီးစားဘဝတိဘဝန္တိဘဝစီဘဝထဘဝမိဘဝမတရင်တို့မင်းအောင်ရလိုက်မယ်ထင်တယ်ဒါလေးတွေကတော့ဟုတ်တယ်နော်အဲ့ဆို second group ကတော့နည်းနည်းလေးတိတ်တော့မရင်းနှီးရင်လည်းမရင်းနှီးတော့ဒါပေမဲ့ဒါလေးတွေတော့ဒီဘာပဲ termination လေးတွေသိရင်လည်းရပါတယ်ဒီဘဝဆိုတဲ့ base ဟုတ်တယ်မလားဘဝဆိုတဲ့ base မှာနောက်ကဘာလုပ်လိုက်တာလဲတီတို့အန်တီတို့စီတို့ဝှေတို့အေတို့မှီတို့ထည့်လိုက်အောင်လေးပဲအဲဆိုတော့မခက်ဘူးလို့စာလေးထင်တယ်ဒါကြောင့်မလို့စာလေးဟိုရှေ့တော့ပထမဆုံးပြောခဲ့တဲ့တော့ဒီဘာပဲ termination လေးတွေကိုတော့တိထောင်တော့လုပ်ပြီလို့အဲ့လိုတိထောင်တော့လုပ်ထားကြဆိုစာလေးပြောခဲ့တယ်ဟုတ်တယ်နော်ဘာပဲ termination ၈ခုလေ present tense မှာ12လုံးရှိတယ်အဲ့ဒီ12လုံးလေးကိုတော့တိထောင်လုပ်ပေးခဲ့လို့စာလေးပြောထားခဲ့တယ်ဟုတ်တယ်နော်အဲဆိုတော့ဘာလဲဆို conjugation လုပ်ဖို့ရအတွက်ဒါပေမဲ့တချို့နေရာတွေမှာလည်းပဲစာလေးလည်းအကုန်လုံးမလုပ်ခိုင်းပါဘူးတခါတို့အခုကလည်းကြောက်မသွားနဲ့ပေါ့နော် conjugation လုပ်ခိုင်းတဲ့နေရာမှာတချို့ဟာတွေဆိုရင်ကတော့ဘာပဲ termination 12လုံးနဲ့ first group second group တွေနဲ့အကုန်လုံးစာလေးဘာပဲ conjugation လုပ်ခိုင်းတာလေးပါရင်ပါမယ်တချို့ဟာတွေမှာဆိုရင်တော့ first group နဲ့ပဲလုပ်ခိုင်းတာလေးပါရင်ပါမယ်ဒါကတော့ဒီစကားလုံးပေါ်မှာမူတည်ပြီးတော့လုပ်ပြီးမေးမှာပေါ့နော်အဲဆိုတော့လည်းကြောက်စရာတော့မလိုဘူးရဲ့ဟုတ်ပြီနော်ကဲအဲဆိုတော့နောက်တစ်ခုကဟူတက်နဲ့ဆိုရင်ဟောဒီဖြစ်သွားမှာဟုတ်တယ်နော်ဟောဒီဒီဟောဒီဆိုရင်လည်းပဲဒီမှာအတူဟောဒီဟွန်ဒီဟောစီဟောထားဟောမီဟောမလွယ်တယ်ဟုတ်တယ်နော်ဟောဒီဟွန်ဒီဟောစီဟောဝေဟောဝေဟောဝေဟောမီအဲ့လိုပုံစံမျိုးလေးတွေပဲမခံဘူးရဲ့ဟောပဲယူထားပြီးနောက်ကဘာပဲ termination တွေထည့်လိုက်အောင်လေးပဲဒါကြိုက်တို့ဇာတိထင်တယ်ဒါကြိုက်တို့တော့ဆိုရတော့မလွယ်ဘူးလားမခက်ဘူးလားလို့လေ sorry မခက်ဘူးလားလို့လေဆိုရတာဟုတ်တယ်မလား ခက်ပါ မခက်ပါဘူးဟုတ်ပါတယ်ဟုတ်တယ်မခက်ပါဘူးတကယ်ပါရဲ့အဲ့ဆိုတော့စနေဆိုခိုင်းကြည့်အောင်မလားတခါတို့တော့မှဆိုတာဆိုပြီးသားနေဖြစ်တဲ့အတွက်စနေကမဆိုခိုင်းတာရကြလိမ့်မယ်လို့ထင်တယ်နောက်နည်းနည်းလေးဟောဖြစ်တဲ့အကြရင်တော့ဆိုခိုင်းမယ်နော်ဟုတ်ပြီနော်ကဲအဲ့ဆိုတော့ဒါကပထမဆုံးဒါဘဝတိကိုဇာတိ conjugation လုပ်ပြထားတဲ့ပုံစံဟုတ်ပြီနော်ဘဝတိအတူဟိုးရှေ့မှာပါခဲ့တဲ့ဗာလဲဒီပုံစံမှာဆိုရင်ပါခဲ့တဲ့ဘူဝါဒီတော့ကြာမှာပါခဲ့တဲ့ဥစ္စာလေပထတိဟုတ်တယ်နော်ပထတိတို့ပကြတိတို့ဂျင်းရတိတို့အဲ့ဒါအကုန်တူတူပဲသူတို့အကုန်တူတူပဲဒီ conjugation လုပ်ရမှာနော်အဲ့ဆိုတော့စတိရတော့ဒီမှာဒါ example အနေနဲ့ conjugation လုပ်ပြထားတဲ့ပုံစံတွေဒဂိုင်းတို့ဒဂမတို့ကကျန်တဲ့ဥစ္စာတွေဆိုရင်ဒီဟာတွေနဲ့အလားတူဒါ conjugate လုပ်တတ်ရမယ်ပကြဆိုလို့ရှိရင်ပကြတိပကြံတိပကြစီပကြထာပကြမိပကြမဟုတ်တယ်နော်ပထတိပထန်တိပထစီပထထာပထာမိပထာမဘလို့အနေနဲ့အဲ့လိုပုံစံမျိုးလေးဆိုတဲ့အဲ့လိုလေးထည့်ပေးလိုက်အောင်လေးပဲတခုရရင်အားလုံးရလိမ့်မယ်ဟုတ်ပြီနော်ဘာဆိုရင်လည်းပကြတိပကြံတိပကြစီပကြဝေပကြဝေပကြမိဒီမှာဆိုရင်မနဲ့ဆိုတော့အာဖြစ်အောင်နော်ပကြမိအဲ့လိုဟာလေးတွေပေါ့အဲ့ဒါဆိုတော့မခက်ဘူးလို့စာလေးထင်တယ်တခုရရင်အားလုံးရလိမ့်မယ်ဟုတ်ပြီနော်က
ကဲနောက်တစ်ခုကဘာလဲဆိုရင်တခါတို့ဒီထာကိုဇာတ်တို့ဒီအဝါမှာလေပါဠိမိတ်အေးစီမှာထာဘီခမ်တိတ်ထလို့ပြောခဲ့တာဟုတ်တယ်မလားထာဘီခမ်တိတ်ထထာကနေတိတ်ထပြောင်းတယ်လို့ဇာတ်တို့ပါဠိမိတ်အေးစီမှာလည်းအဲ့လိုပဲသင်ခဲ့တာဟုတ်တယ်နော်ဒါဆိုလို့ရှိရင်တချို့ဟိုဟာတွေဆိုလို့ရှိရင်ဗာလဲနိုင်ငံသားတွေပြောတယ်လေဘာဖြစ်လို့ထာကနေတိတ်ထပြောင်းတာလဲ reason မေးတယ်သူတို့ကလေ reason မေးတယ်အဲ reason မဇာတ်တို့အနေနဲ့ဒီနေ့မှာဆိုထာဘီခမ်တိတ်ထထားကနေထားတစ်ခုလုံးကနေတိတ်ထပြောလိုက်တာ reason မရှိဘူးအဲ့ဒီပုံစံမျိုးပဲပြောင်းအဲ့လိုပုံစံမျိုးပဲစာတို့ပြောလိုက်ကြတာအဲ့ဆိုတော့ဒီထားဘီကန်တိတ်ထဆိုတဲ့ဥစ္စာကပါဠိမိတ် easy နဲ့စာတို့ traditional နည်းနဲ့အတူတူပဲဆိုတဲ့ဥစ္စာကိုဒါဒီနေ့မှာစာတို့လေ့လာရတယ်ဟုတ်ပြီနော်ထားတိတ်ထောဒီ grammatical rule လေးပဲထားတိတ်ထောထားဘီကန်တိတ်ထဟုတ်ပြီနော်အဲ့လိုဒီပြောလိုက်ရုံလေးပဲထားဓာတ်တစ်ခုလုံးပါပြောင်းသွားတယ်တိတ်ထပြောင်းသွားတယ်အဲ့လိုလေးပဲအဲ့ဆိုတော့ဒီနေရာလေးမှာဒါဘာဝယ်လေးဖြုတ်ထားလိုက်မယ်။ဒီအဲ့ဆိုတိတ်ထက်ဒီအတူတူပဲနော်ထာဘီကံတိတ်ထအဲ့ဆိုတော့ဒီနေရာမှာဇာတိတို့ဒီ traditional နီးမှာတော့ဇာတိဒီဥစ္စာလေး traditional နီးကိုမလိုက်တော့ဘူးနော်ဒါလေးကဇာတိဟိုအရင်တော့လောက်ထားတဲ့ရလေးမို့ထာဘီကံတိတ်ထနောက်ကဘာပစ္စည်းထည့်မလဲအပစ္စည်းထည့်မယ်အဲ့ဆိုတော့ဘယ်လိုဖြစ်သွားမလဲတိတ်ထက်တိဟုတ်ပြီနော်တိတ်ထက်တိတိတ်ထက်တုကကြတော့ imperative မှုတိတ်ထေရကြတော့ optative မှုတိတ်ထေယုံဒါလည်း optative မှုပဲဟုတ်ပြီနော်အကုန်အတူတူပဲအဲ့ဆိုတော့ထာဘီခံတိတ်ထဒါကြောင့်မို့လို့ဒီ conjugation လုပ်ရင်ကတော့ဒီဘူဝါဒီကရုဆိုရင်လည်းပဲဒဂိုင်းတို့ဒဂမိုင်းတို့ဘာဒီ we ဘက်ရှစ်သွဲလုံးနဲ့ဒီ tense တွေအကုန်လုံးနဲ့ဒါလုပ်ရမယ်လုပ်တတ်ရမယ်ဟုတ်ပြီနော်ဒါနောက်တစ်ခါဝါဒီကိမထံထာဒီရဲ့ထာဘီခံတိတ်ထဆိုတာကအမြဲတမ်းတော့မဟုတ်ဘူးတချို့နေရာမှာထာတိလို့ရှိလိမ့်မယ်ထာတိဆိုလို့ရှိရင်ဒါကဒါဆိုလို့ရှိရင်ဘာဖြစ်သွားလဲဆိုရင်ဒီအပစ္စည်းကို elation လုပ်ထားတဲ့ပုံစံဖြစ်သွားပြီ traditional နည်းအရာပေါ့နော် traditional နည်းအရာဆိုရင်အပစ္စည်းကို elation လုပ်ထားပြီးတော့ဘယ်လိုပဲဖြစ်သွားလဲဆိုရင်ထာတိဆိုတဲ့ပုံစံဖြစ်သွားပြီဟုတ်ပြီနော် modern method မှာတော့အပစ္စည်းကိုမထည့်ထားဘူးအဲဆိုတော့ဒီနေရာမှာစာလေးမှတ်သားစေချင်တာကအပစ္စည်းရှိခြင်းမရှိခြင်းဆိုတာက modern method မှာဘာဖြစ်လို့မထည့်လဲဆိုလို့ရှိရင်ထည့်ရင်လည်းပဲအပစ္စည်းကို elation လုပ်မှာပဲပုံစံအရထာတိလို့ဖြစ်သွားတာလေအဲဆိုတော့ဒီဥစ္စာကဆရာတို့ဒီအဝါမှာဆိုရင်ကတော့ဘယ်လိုပြောထားလဲဆိုရင်တချို့ grammar တွေပေါ့နော်တချို့ grammar တွေရဲ့နောက်ကြတော့ရူပသိတိတို့လို grammar တွေမှာဆိုလို့ရှိရင်ဒီအပစ္စည်းမပါတဲ့စကားလုံးတွေဒီအပစ္စည်းမထည့်ထားတဲ့စကားလုံးတွေပေါ့အပစ္စည်းကို elation လုပ်ထားတဲ့စကားလုံးတွေဆိုလို့ရှိရင်ဘူဝါဒီဂရုလို့မပြောတော့ဘူးသူတို့ကလေဘူဝါဒီဂရုလို့မပြောဘဲနဲ့ဘာဂရုလို့ပြောလဲဆိုရင်ဂျူဟောတရားဒီဂရုလို့ပြောတယ်ဒီဟာလေးအခုမှဒါတို့တော့ကြားဖို့မယ်တယ်ဂျူဟောတရားဒီဂရုလို့ပြောတယ်ဟုတ်ပြီနော်ဂျူဟောတရားဒီဂရုဒါလိုလေးဒီပုံစံလေးမှတ်ထားပေးမယ်နော်ဂျူဟောတရားဒီဂရုဆိုတာကဂျူဟောတရားဒီလို့ပြောတော့လေဒီဟောတိဆိုတဲ့ပုံစံနဲ့အတူတူပဲဟောတိတို့အဲ့ဒီခုနပြောတဲ့ဂျီတိတို့နေတိတို့ထာတိတို့ဒီလိုပုံစံမျိုးတွေဆိုလို့ရှိရင်အပစ္စည်းမထည့်ဘူးအပစ္စည်းမထည့်ဘူးထည့်ရင်လည်းအပစ္စည်း elation လုပ်မှာအဲ့အကြောင်းမို့လို့အဲ့ဒီဂရုတွေကိုဘူဝါဒီဂရုတယ်လို့မပြောတော့ဘဲနဲ့ဘယ်တဲ့လဲဂျူဟောတရားဒီဂရုလို့ပြောလိုက်တယ်ဘာလို့အပစ္စည်းမပါတဲ့အတွက်ရုပ်ပြီးသွားတဲ့အချိန်မှာအပစ္စည်းမသုံးတဲ့အတွက်ဂျူဟောတရားဒီဂရုလို့စာတို့အဲ့လိုတီးတဲ့နာမည်သုံးတယ်အဲ့ဆိုတော့ဘူဝါဒီဂရုဆိုရင်စာတို့ traditional နည်းမှာလည်းမှတ်လို့ရတယ်ဘူဝါဒီဂရုဆိုရင်အပစ္စည်းဟုတ်တယ်နော်ဂျူဟောတရားဒီဂရုဆိုရင် no အပစ္စည်းဒါပေမဲ့ပုံစံကတော့ဗာနဲ့သွား similar ဖြစ်တယ်ဆိုရင်ဘူဝါဒီဂရုနဲ့ similar သွားတူတယ်အဲ့လိုလေးမှတ်ထားရမယ်ရှင်းတော့ရှင်းတော့ပါတယ်နော်ကဲအဲ့ဆိုတော့ဇာလေးတို့ဒီထာတဲ့ကိုဇာလေးတို့ဒီ conjugation လုပ်ကြည့်ကြမယ်ထားတဲ့ကို conjugation လုပ်ကြည့်ကြတော့ဒီနေရာမှာဇာလေးဥဆိုတဲ့ဥစားလေးထည့်ထားတယ်ဒါက prefix ကိုပြောတယ်တိတ်ထက်ဒီအုတ်တိတ်ထက်ဒီဆိုတဲ့ပုံစံလေးနှစ်ခုရှိလိမ့်မယ်ဒါကြတို့ဒါတွေ့ဦးမှာပါတိတ်ထက်ဒီအုတ်တိတ်ထက်ဒီဟုတ်တယ်နော်ဇာတို့ဒီ traditional နီးမှာတော့ဒီဥ prefix ကဒီပါဠိမိတ် easy မှာဘာနဲ့သွားဆင်လဲဆိုရင် ut နဲ့အတူတူပဲဆရာတို့ traditional နည်းကဒီဓာတ်ကိုမသုံးဘူးပါဠိမိတ် easy ကဒီတက္ကဒဥစ္စာကိုလိုက်ထားတယ်အဲဒါကြောင့်မလို့ ut ဆိုပြီးတော့ဓာတ်လက်တာနဲ့ရှိနေတယ်ဒါလေးကနှစ်ခုမတူတဲ့ဥစ္စာလေးဆရာတို့ traditional နည်းမှာက ut ပဲသုံးတယ်နောက်ကဓာတ်မပါဘူးပါဠိမိတ် easy နဲ့ဒီ modern grammar တွေမှာဓာတ်ပါထည့်ထားတယ် ut ဆိုပြီးတော့သုံးတယ်ဟုတ်ပြီနော်ကဲအဲ့ဆိုတော့တိတ်ထက်ဒီတိတ်ထန်ဒီ
ဇာတိဒီဥစ္စာလေးမှားနေတယ်နော်ဒိဋ္ဌတိဒိဋ္ဌံတိဒိဋ္ဌစီဒိဋ္ဌထဒိဋ္ဌာမိဒိဋ္ဌံမဒီနောက်ကစကန်ဂရုနဲ့ဆိုရင်ဒိဋ္ဌတိဒိဋ္ဌံတိဒိဋ္ဌစီဒိဋ္ဌဝေဒိဋ္ဌိဒိဋ္ဌာမိဖတ်ရတော့မခက်တော့ပါဘူးဟုတ်တော့မလားတကယ်လို့ဒီပထမစကန်ပထမဂရုနဲ့ပဲဒီ conjugation လုပ်ခဲ့တာများတော့လဲပဲစကန်ဂရုနဲ့လုပ်ရင်လည်းပဲမခက်တော့ဘူးလို့ဇာတိထင်တယ်ဘာလို့လဲဆိုတော့ဒီ verb termination လေးတွေထည့်လိုက်အောင်လေးပဲလေနော်ဒီ preface ပါလို့ရှင်ဥဒိဋ္ဌတိဥဒိဋ္ဌံတိဥဒိဋ္ဌစီဥဒိဋ္ဌစီဥဒိဋ္ဌထဥဒိဋ္ဌာမိဥဒိဋ္ဌာမရမယ်နော်ဒီပုံစံလေးတွေပဲအဲဆိုတော့မခက်ဘူးရတခုရရင်အားလုံးရနိုင်မယ်ရမယ်နော်ကဲအဲဆိုတော့ထာတဲ့ကိုတိဋ္ဌမပြုခဲ့တဲ့ပုံစံဆိုရင်ထာတိထံတိထာစီထာထထာမိထာမအဲ့လိုပုံစံမျိုးတွေဖြစ်လိမ့်မယ်ဒါကတော့ကိုယ့်အလိုပဲထည့်လိုက်တော့ပေါ့ဇာနေဒီနေရာမှာဇရာခွဲထဲမှာမလုပ်ပေးထားတော့ဘူးနော်ဒါပေမဲ့ကိုယ့်အလိုလုပ်တတ်ရမယ်ထာကိုတိဋ္ဌပြုတာရှိသလိုထာကိုထအတိုင်းပဲထားခဲ့လို့ရှိရင်ထာတိထံတိထာစီထာထထာမိထာမအဲ့လိုပုံစံမျိုးတွေဖြစ်လိမ့်မယ်ရမယ်နော်အဲ့ဆိုတော့ဒဂိုင်းတို့ဒဂမိုင်းတို့အနေနဲ့အဲ့ဒီထာတိထာထံတိတွေရောအသုံးအနှုန်းတွေရှိရလားမရှိဘူးလားဟုတ်ပြီနော်အဲ့ဒါလေးစတဲ့တို့တစ်ချက်သွားကြည့်ကြမယ်ထာတိရှိတယ်အသုံးအနှုန်းတွေရှိတဲ့အတွက်လည်းပဲဒါကြောင့်မို့လို့အကုန်လုံးဒီပုံစံမျိုးလေးတွေတော့သိထားရမယ်ထာကိုတိဋ္ဌပြောင်းတာရှိသလိုထာကိုတိဋ္ဌမပြောင်းဘဲနဲ့ထာတိဆိုတဲ့ example တွေဒီပါဠိ text တွေမှာရှိတယ်ဆိုတဲ့ဟာလေးကတော့သိထားရမယ်ဒါကြောင့်မို့လို့ conjugation လုပ်လို့ရှိရင်နှစ်မျိုးလုံးလုပ်တတ်ရမယ်ဟုတ်ပြီနော်နှစ်မျိုးလုံးတော့လုပ်တတ်ရမယ်ဒီမှာကြည့်ကြည့်မယ်အစံပကြနောမာဒုကိုချိစမိန်ထာတိဒါဆိုလို့ရှိရင်ဧကကြောအစံပကြနောမာဒုကိုချိဩကမတိအစံပကြနောမာဒုကိုချိစမိန်ထာတိဒါအမိဝမ်းမှာပရိသန်နေနေတာကိုပြောပါတယ်သိလားတချို့ပုံကိုယ်တွေကအမိဝမ်းထဲမှာဟိုတိပြီးတော့ကြတော့ကက်ရောက်တယ်ဆိုတဲ့ပုံစံတချို့ကြတော့ဒီအမိဝမ်းနဲ့တိတမကြံတော့ဆိုတာကဒါတိတာတိပြီးတော့ကြတော့ထာတိဆိုတာတီးတာပရိသန်နေတီးတယ်အဲ့လိုပုံစံမျိုးဒီဟာလေးကဘာကိုပြောချင်တာလဲမသိဗာတိကဝါမှာပါတယ်ဂဗ္ဗဝကန္တိဒေသနာတဲ့အစာလေးတွေကလေးပြန်ဖတ်ကြည့်အောင်မယ်တရားဘာတွေပြောတာလဲဆိုတာလေဒါအမိဝမ်းကိုတက်ရောက်တဲ့သူတွေကိုပြောချင်တာဖြစ်ပါလိမ့်မယ်နော်အမိဝမ်းကိုတက်ရောက်တဲ့ပုံကို၄မျိုးရှိတာပြောပါလိမ့်မယ်၄မျိုးတွေကဒီဥစ္စာထားလိုက်တော့အဲ့ဒီဟာတရားတို့ကမှဒါပါဠိမှာမြန်မာပြန်နေတဲ့ရှိနေတာဆိုတော့လေနော်ထာတိဒီမှာရှိတယ် example အသုံးအနှုန်းလေးရှိတယ်ပါဠိတော်တွေမှာထာတိဆိုတဲ့ပုံစံလေးရှိတယ်နော်ဒါကြောင့်မို့လို့တရားတို့မတို့ဒီတိဋ္ဌတိဆိုတဲ့ပုံစံလေးနဲ့မဟုတ်ဘဲနဲ့ထာတက်ကိုတိဋ္ဌမပြူဘဲနဲ့ထာအတိုင်းပဲထားတဲ့ဥစ္စာလေးတွေနဲ့ဒါသိထားရမယ်ဟုတ်ပြီနော်ကဲအားကြောင့်မလို့ဒီဥစ္စာလေးကတော့ကိုယ့်ဘာလိုပဲ conjugation လုပ်လိုက်တော့ပေါ့ဇာလေးမပြောတော့ဘူးနော်ဇာလေးကိုခွဲသွားကြော်သွားရတယ်နော်ဒါဥဒိဋ္ဌတိကခုနဥစ္စာနဲ့အတူတူပဲဥ prefix ဟုတ်တယ်နော်ဒါပေမဲ့ဒီနေရာမှာကျတော့ဗာလဲဆိုထာကိုတိဋ္ဌမပြောင်းဘူးမပြောင်းမဲနဲ့ဘာလုပ်လိုက်လဲဆိုရင်ထာကနေထဖြစ်သွားမယ်နောက်က sorry ဟ insertion လာလိုက်မယ်ဟလက်ဒါလေး insertion လာမယ်ဒါက traditional နည်းနော်ဒီဥစ္စာလေးက modern method မှာစာရီတို့ဘယ်လိုပြောလဲဆိုရင်ထာ become ထဟုတ်တယ်နော်ထဟဆိုပြီးတော့လာတယ်ဒါလေးနဲ့အတူတူပဲဟုတ်တယ်နော်စာရီတို့ပါဠိမဲ့ easy မှာဆိုရင်ထာ become ထဟထနဲ့ဟဟုတ်တယ်နော်ထဟအဲ့လိုလာတယ်ဒါပေမဲ့စာရီတို့ဒီ traditional နည်းမှာတော့အဲ့ဒီဟကလေးက insertion လေးဟုတ်ပြီနော်ဟာလေးက insertion လေးအဲ့ဆိုတော့ထာကနေ short ဖြစ်သွားတယ်ဟုတ်ကဲ့ reduplication မျိုးရောမဟုတ်နိုင်လားဟာ reduplication ဒါက reduplication မဟုတ်ဘူးတကယ် reduplication ဆိုလို့ရှိရင်ထာဆိုလို့ရှိရင်ထာဟအဲ့လိုဖြစ်နေမှာဟုတ်တယ်နော်ထာကနေထာဆိုတဲ့ပုံစံဖြစ်သွားမယ်ထင်တယ်အဲ့ဒီ reduplication ဟုတ်တယ် reduplication နဲ့လာလိမ့်မယ်ဒါလေးဟုတ်ကဲ့လုတ်တယ်ဆိုပြီးတော့သူဟုတ်တယ်ပြောတာဟုတ်တယ်တကယ်ဒါပေမဲ့ဒီထာမှာတော့ reduplication လုပ်လို့ကတော့အဆင်မပြေဘူးလို့စာလေးထင်တယ်ဒါဒီမှာလုပ်ကြည့်မယ်လေ reduplication လုပ်မယ်ဆိုလို့ရှိရင်ထာပြီးခံထာပဲလေထာဆိုတော့တခါကြီးကြည့်လိုက်
ဒီထကိုခြေနေအောင်ပဲဘာညာဖြစ်နေမှာဟုတ်တယ်နော်အဲ့ဒါဆိုတော့ဒီထာတက်မှာတော့ reduplication မသုံးဘူးမသုံးမဲနဲ့ reduplication သုံးတဲ့ဥစ္စာတွေကရှိတယ်အဲ့ဒီ reduplication သုံးတဲ့ဓာတ်တွေလည်းလာလိမ့်မယ်ဒီထာတက်ကိုတော့ဆရာတို့ reduplication မသုံးမဲနဲ့ပါဠိမဲ့ easy မှာဆိုရင်လည်းထာဘေကန်ထပဲထလို့တိုက်ရိုက်ပြောင်းလိုက်တယ်ဒါပေမဲ့အဲ့ဒီထဆိုတာကဆရာတို့ traditional နည်းမှာတော့အဲ့ဒီဟကလေးက insertion လေးပဲဟလက်တာ insertion လေးဟုတ်ပြီနော်အဲ့ဒါဆိုတော့ဒီဥစ္စာလေးကဒီမှာလည်းပဲ traditional နည်းနဲ့ပါဠိမဲ့ easy နဲ့ဒါနည်းနည်းလေးတော့ close ဖြစ်တယ်လို့ဇာလေးယူဆလို့ရတယ်ဟုတ်ပြီနော်အဲ့ဒါဆိုတော့ဥဋ္ဌဟတိဥဋ္ဌဟတိဥဋ္ဌဟစီဥဋ္ဌဟထဥဋ္ဌဟာမိဥဋ္ဌဟာမဒီပုံစံတွေဖြစ်လာနိုင်မယ်ဥဋ္ဌဟတိဥဋ္ဌဟံတိဥဋ္ဌဟစီဥဋ္ဌဟဝေဥဋ္ဌဟေဥဋ္ဌဟာမိရမယ်နော်ကဲအတာကကြတော့ထာတဲ့နဲ့ပတ်သက်ပြီးတော့ conjugation လေးကဲအဲ့ဆိုတော့ဒီကနေ့ဇာတို့ဒီဘူဝါဒီကရုရဲ့ conjugation ဒီလောက်လေးနဲ့ဇာတို့ရက်ကြမယ်နောက်ရက်ကြရင်တော့လည်းအများကြီးရှိသေးတယ်လေးလာရမယ့်ဟာဒီအများကြီးရှိသေးတယ်တခါတို့တခါမတို့သိတာ gachati ဟုတ်တယ်နော် gachati ဒါအားလုံးသိပြီးသား can become gacha ဆိုတဲ့ဥစ္စာလေးဒါအားလုံးသိခဲ့ပြီးသား gachati နဲ့အများဆုံး conjugation လုပ်ခဲ့ပြီးသား gachati အပြင်ဘာတွေဖြစ်လာမလဲ gameti ဆိုတဲ့ပုံစံလေး gamati ဆိုတဲ့ပုံစံလေး gamati ဆိုတဲ့ပုံစံလေးဒါသရုဂန်တစ်ခုလေးပဲဂန်က root တစ်ခုတည်းကနေ conjugation တွေအများကြီးလုပ်နိုင်တာတွေလည်းအများကြီးရှိသေးတယ်အဲ့ဒါတွေက traditional နည်းမှာအများကြီးပြထားတယ်အဲ့ဒါတွေကိုစာတို့နောက်ရကြမလေ့လာကြမယ်အဲ့ဆိုဒီကနေ့ဒီလောက်နဲ့စာတို့ထာတတ်နဲ့ပဲရက်ကြမယ်ဟုတ်ပြီနော်ကဲအဲ့ဆိုတော့တခါတို့တော့မေးစရာရှိကြသေးလားတော်တော်ကြော်သွားပြီထင်တယ်မေးစရာရှိကြသေးလားမေးစရာမရှိဘူးဆိုရင်စာတို့နားကြအောင်လေ ဆရာလေးပြောမှာပဲအဲ့ဒီဟိုဗာလေကိစ္ဆာဟိဆိုတာဟာကိစ္ဆဟိပဲရှိတယ်ဆိုတာပြီးသွားတာ ဟုတ်တယ်တခါကြီးနှစ်မျိုးရှိတယ်နော်ဟိနှောင်းတဲ့နေရာမှာဆိုလို့ရှိရင်သူကလောင်းပါဝယ်ရှိသလိုရှော့ပါဝယ်လည်းရှိတယ်အဲဆိုတော့ gacha hi ဒါကတလေ hi ကို edition လုပ်တာရှိသေးတယ်optic imperative မှုကြရင်ဇာတိရှင်းပြပေးမယ်နော် hi ကို edition လုပ်တာရှိသေးတယ်ဒါကြောင့်မို့လို့အဲ့ဒီ hi မှာဆိုလို့ရှိရင် gacha hi gacha ဆို example 3မျိုးရှိလိမ့်မယ်အဲ့ဒါ operative မှုကြရင်ဇာတိရှင်းပြပေးမယ်နော်ဒီမှာတော့အခု present ပဲရှိသေးတာဆိုတော့လေနော်ကဲအဲ့ဆိုတော့ဒီကနေ့ဒါဒီအပိုင်းကစပြီးတော့ဒကာတို့တခြားလေးလေ့လာထားကြမယ်နော်ဒါကစာမှုရဲ့အတွက်ဒါအရေးကြီးသွားပြီနော်အဲ့ဆိုတော့အခုကတည်းကဒါလေးတွေကိုတခြားလေးလေ့လာထားကြမယ်လေ့လာထားတယ်ဆိုတဲ့နေရာမှာ word formation လေးတွေရယ်ပြီးလို့ရှိရင်အခုပြောခဲ့ဒီလိုပုံစံမျိုးတွေ conjugation လေးတွေရယ်ဒါလေးတွေကတော့အခုကတည်းကစပြီးတော့လေ့လာကြမယ်အရှေ့ပိုင်းနေမလေ့လာခြင်းတွေမိထားလို့ရတယ်ဒီပိုင်းတွေကတော့စပြီးတော့လေ့လာမှရတော့မယ်ရပြီနော်ကဲအဲ့ဆိုတော့မေးစရာရှိကြသေးလားမရှိဘူးဆိုရင်စာတို့နားကြမယ် ဟိုတန်တိလေးတင်ပေးပါအောင်ဆရာလေးခင်ဗျာ ဟုတ်ကဲ့စာလေးဒီအဲ့ဒီဥစ္စာကိုဒီစာလေးတို့ဒီ MA2 group ထဲမှာပဲစာလေးပို့ပေးလိုက်မယ်နော် ပြန်ပါဗျာ ပို့ပေးတော့မပို့ရသေးဟုတ်တယ် sorry မပို့ရသေးဘူးစာလေးပို့ပေးထားမယ် ဟောတပည့်တော်တို့က အခု အ ဒီ မေ နေ့ ပါ ဟုတ်ကဲ့ ဝင်လို့မရတော့ ဟုတ်ကဲ့ ဟို တခါရောက် ပိတ်ထားလိုက်ဆိုတော့ ဟုတ်ကဲ့တခါရောက်ကဲ့โอเคစာလေးပို့ပေးထားမယ်ဟုတ်တယ်ဒီနေ့ကစာလေးပုံစံမတူတဲ့ပုံစံလေးနဲ့ပေါ့နော်တင်လိုက်တယ်ဆိုတော့မိနစ်ကစချင်းတင်တော့ကြတော့စာလေးနဲ့တခါတို့တခါမှတော့အစာဆုံးတင်တာလေအစာဆုံးတင်တယ်ဆိုတော့တိတ်ကိုကျင်းနေမှုမရှိဘူးပေါ့နော်မရှိတော့ကြတော့ဒီနေ့တော့ပုံစံတစ်မျိုးပြောင်းပြီးတော့တင်ကြည့်မယ်ဆိုပြီးတော့စာလေးပုံစံတစ်မျိုးပြောင်းပြီးတင်ကြည့်တာဒီနေ့တော့ပို့ပြီးတော့အဆင်ပြေမယ်လားပေါ့နော်မပြေသေးဘူးဆိုတော့နောက်နေ့ကျရင်နောက်တစ်မျိုးထပ်ပြောင်းအောင်ပါဘာလို့လဲဆိုတော့တင်ပုံတင်ဒီကိုတိုင်းစိတ်တိုင်းမကြမရှင်းရတော့ဒါကိုတိုင်းနဲ့စိတ်တိုင်းကြမှာဒါသူမျိုးကိုလည်းရှင်းပြတဲ့ခါကျပို့ပြီးတော့လွယ်ကူတယ်လို့စာလေးထင်တာပေါ့နော်အဲဆိုတော့နောက်နေ့ကျရင်နောက်ပုံစံတစ်မျိုးပြောင်းရင်လည်းပြောင်းပြမယ်ထင်တယ်မတည်သေးဘူးပေါ့နော်ဒီနေ့ကတော့အဲ့ဒီပုံစံလေးပြောင်းထားတယ်အဲဆိုတော့စာလေးပို့ပေးမယ်အဲ့ဒီပုံစံလေးနော် ပြန်มาကျေးဇူးပါဗျာဥတင်ပါတယ်ဗျာ ဟုတ်ကဲ့အဲဆိုစာလေးတို့နားကြမယ်လေနော်စာဒု